သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယခဲလာတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုဂါရဝတက္ကစ္စတရားများနဲ့တရားများကြွရောက်ဖို့ရန်ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်ဒီနေ့သာသနာတော်နှစ်2580ခုကောဇာတက္ကရာ1388ခုပထမဝါဆိုလဆု73ရက်နေ့ခရစ်နှစ်12ရက်9လ2026ရက်နေ့တနင်္ဂနွေနေ့မင်္ဂလာပေါင်းနဲ့ပြည့်စုံသောအချိန်ခါသမယ၌ဤကချိုင်ဗမ္မောမိသားစုများမှာဒုတိယအကြိမ်မြောက်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လူရန်ပူဇော်ပွဲကိုပထမဦးဆုံးအစီအစဉ်အနေနဲ့နမောတတ3ကြိမ်ရွတ်ဆိုကခန္ဓာကိုညီညာဖြတ်ဖြတ်ဖွင့်လှစ်ကြပါကုန်စို့သူတော်ကောင်းအပေါင်းတို့နမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆက်လက်၍ဆရာတော်ဘုရားထံမှကြွရောက်လာကြကုန်သောဓမ္မမိတ်ဆွေအပေါင်းတို့မှာ၅ပါးသီလတော်မြတ်တို့ကိုတောင်းခံစောင့်တည်ရန်အလို့ငါဘုရားတရားယတနာမြတ်သုံးပါးတို့ကိုကြည်ညိုစွာအာယုံပြု၍ဩကာသကြော့ချိုးကိုညီညာဖြတ်ဖြတ်ရှိခိုးပူဇော်ကြော့ကြရအောင်ဩကာသဩကာသဩကာသကာယကံဝစီကံမနောကံတပ္ပဒေါသခတိန်သောအပြည့်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖေယယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့မိဘအလေးအမြတ်လက်ဆုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မန်လျှော့ကြောပါဤရှင်ဖေဟာအဘိဝရဏတိလိတနေသံဝုဒ္ဓပစာယိနောသတ္တရောဓမ္မဝတ္တန္တိအာယုဝနောဒုက္ခပလံအဘိဝရဏတိလိတလွန်ကျူတို့မြတ်တို့လက်ဆုံးမိုး၍ရှိခိုးလေရှိတတ်သောနေသံတရိဇဝကမမြမပြပဲဝုဒ္ဓပစာယိနောမိမိတေတနေ့တရက်ဓမ္မနဲ့တနာယီတပိစနာတကရာမြကုဏဝုဒ္ဓိဝယဝုဒ္ဓိရှိသည့်အတွက်သေသိခါကုံဝါမြင့်မြတ်ကြီးရင်လေရှိတာသောမိဘဆရာသမားပေါင်းတို့အားမြောက်စာစီကလေးများယိုသေးလေရှိတာသောကလျာဏဂိုင်းဝင်တွင်ပြင်းပြောပြောင်းတင်သူတော်ကောင်းပေါင်းတို့အားအာယုဇာနုရုဒ္ဓရှင်ဘာကုလဝိတာကသာသောသူတို့ကဲ့သို့တတန်ကိုကြော်ပြည့်သက်ရှိခြင်းသည်၎င်းဝဏ္ဏဇာဥပလဝခေမရှင်မကစီသာသောသူတို့ကဲ့သို့နှုပြိုဝင်းပါအစင်းလာရခြင်းသည်၎င်းဒုက္ခသာသောဒီကသတိလာမေရကကကွန်သူမွန်သူမြတ်တို့လိုကိုစိတ်နှပြကြံမှချမ်းသာရခြင်းသည်၎င်းဗလန်ဇာကလူဓာယိဇာတသဗန္ဓုလာဇာသောသူတို့ကဲ့သို့ဘုံမောခွန်အာသွမ်းပကတတ္တိရှိရခြင်းသည်၎င်းဤသို့ဇရတော်သင်္ကြမတ္တကရဏတိ၄ပါးကုန်သောဓမ္မတိမင်္ဂလာပြပြဝင်းလေကျိုးစစ်တို့သည်ဝတ္တန္တိတနေ့တခြားဒီလာကဲ့သို့ជីဝါတိုးတက်နိုင်ကြပါစေကုန်သတည်းဟုကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီယနေ့ထိုင်းနိုင်ငံဗန်ဘောမြို့ဧကချိုင်လမ်းဆွဲ66မြင်းဆောင်3၌မကင်သဝင်မကင်ဆွေဝင်ညီမတစုတို့နှင့်တကွတရားနာချခင်လာရောက်ကြကုန်သောဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှစုပေါင်းစရင်ကျင့်ပပြုလုပ်အပ်သောဝါဆိုသင်္ကန်းစက်ကလူရန်ပွဲအခမ်းအနားမှာဘုရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာ
ဤရဏမြန်သုံးပါးကိုယောသိမြန်တို့လက်ဆုံးမိုး၍ရှင်ကိုပူဇော်ဖူးမြောမှန်းလျော်အတန်တန်ကြောကြရသောတက္ကေစာကာရဝပဏမကုသိုလ်ကံစေရနာရဏဂုံသုံးပါးနှင့်တကွာ၅ပါးသောသီလတော်မြတ်ကိုခံယူစောင့်တည်ခြင်းသုံးရသောသီလကုသိုလ်ကံစေရနာမိမိတို့တဆွမ်းသမျှလူရန်ကြသောဒါနကုသိုလ်ကံစေရနာသုံးသဘုံကျင်လကုံသောဝေနယသူကိတာဒုက္ခိတာသရဝအပေါင်းတို့ကိုမိမိတို့နှင့်ထပ်တူထပ်မြအမြရကြပါစေခြင်းကြုံကမေတ္တာဘာဝနာပေးဝေရသောဘာဝနာကုသိုလ်ကံစေရနာအစာရှိသောကုသိုလ်ကောင်းမှုကံစေရနာဖြာဖြာတို့ကြောင့်ယနေ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်အသက်ရှင်ခြင်းဆင်းလာခြင်းချမ်းသာကြည်ခြင်းမရသေးသောယာရုဂုံသိစည်းစိမ်ဥစ္စာတို့ကိုရရှိခြင်းရရှိပြီးသောယာရုဂုံသိစည်းစိမ်ဥစ္စာတို့သည်အကျိကဲမြတ်တည်ရှိခြင်းလို့ခေါ်တဲ့လောကီကောင်းကျိုးချမ်းသာจิตတိမင်္ဂလာဖြာဖြာတို့နှင့်ကိုယ်စီကိုယ်ငါပြည့်စုံနိုင်ကြပြည့်လျင်အဆုံးဘဝနောက်ကာလမှာမဉ္ဇဉ်ပူဉ္ဇဉ်မြန်နိဗ္ဗာန်ကိုလင်းမြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်တဲ့သူတော်စင်တကားတကမာကောင်းများဖြစ်နိုင်ကြပါစေ။ငါးပါးသီလခံယူအောင်ကဲလိုက်ဆိုပါအဟံပန္တိတိတရဏေနတဟပင်စာသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိဒုတိယံပိတတိယံပိအဟံပန္တိတိတရဏေနတဟပင်စာသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိယမဟံဝရမိတံဝရေထနမောတတဗုဒ္ဓဝါဒောရတောသမ္မာသမ္ဗုဒ္ဓတံဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယမိဓမ္မံတရဏံဂစ္ဆာမိဒုတိယမိသံဃံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယပိဓမ္မံတရဏံဂစ္ဆာမိတတိယပိသံဃံတရဏံဂစ္ဆာမိတိတရဏဂမနံပရိပုံဏံဘာနာတိဘာဒဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယာမိမုဒ္ဒဝါရဝေရမဏိသိက္ခာပရံသမာဓိယာမိသူရာမေရယမစ္ဆပမတ္ထဌာနာဝေရမဏိသိက္ခာပရံသမာဓိယာမိဣဒံမေပုံညံအတဝခယံဝဟံဟောတုဣဒံမေသီလံနိဗ္ဗာနတသစ္စယောဟောတုဣတရဏေနသာပင်စာသီလံဓမ္မံသာရုကံကတ္တဝအပမဒေနသီလံတံပါတိထာရှင်ဘုရားအစီအစဉ်ရဘုရားတပည့်တော်တို့ဝါဆိုရီမန်းမွန်မြတ်သည့်သင်္ကန်းကိုအားလုံးညီညာဖြာဖြာဆက်ကပ်လှူဒန်းလိုပါတယ်ဗျာသူဖြစ်ပါ၍ရှင်ဘုရားမှဥဆောင်၍ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းကာတာလေးကိုတိုင်တယ်ပြီးတော့ဘုရားတပည့်တော်တို့ကညီညာဖြာဖြာကြွရောက်ပြီးတော့တက်ရောက်ပြီးတော့ဆက်ကပ်ပြီးမှဖြစ်ပါတယ်ဗျာကဲဟုတ်ပြီအားလုံးလိုက်ဆိုကြရအောင်သင်္ကန်းလေးတွေကိုင်ပြီးတော့သင်္ကန်းလေးတွေမြှောက်ထားကြနော်လက်ထဲမှာသင်္ကန်းမရှိတဲ့ပုံကိုယ်တွေကလည်းအာယုံပြုလက်အုပ်လေးတွေခြိလိုက်ကြဆရာတော်တိုင်တယ်ပေးလိမ့်မယ်နော်
ဘယံပန္တိသန္တာရဝတ္တဒုက္ခတောမောဇနထာယဣမံဝတ္တဝါတိကစီဝရံသံဃတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုအရှင်ဖေယတပည့်တော်တို့သည်သန္တရာဝဆင်းရဲပေါင်းမှလွန်မြောက်ပါရခြင်းအကျိုးငါဧဝါဆိုလျာမြတ်သင်္ကန်းကိုဖျားမှုရှိသောသံဃာတော်ရှင်သူမြတ်ပေါင်းအားလူတန်းပါ၏အရှင်ဘုရားတပည့်တော်တို့၏ယနေ့ယခုဤကောင်းမှုသည်နိဗ္ဗာန်မဲ့ဖို့ရတောတောနှင့်ရာကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေသာအရှင်ဘုရားကျွန်တော်တို့အစီအစဉ်ရကျွန်တော်တို့နှမငယ်မခင်တန်ဝင်းနဲ့အတူကျွန်တော်တို့ဤကချိုင်ဗမောမိသားစုအားလုံးကနေပေါင်းစုပြီးတော့ဆရာတော်ဘုရားအားအစီအစဉ်ရဝါဆိုသင်္ကန်းတော်မြတ်တို့ကိုလေးလေးစားစားပျော်ပျော်ရွှင်ရွှင်နဲ့စက္ကပ်လူတန်းလို့ပြီးပါပြီသင်္ကန်းစက္ကပ်ပြီးတဲ့နောက်ပိုင်းတော့ကျွန်တော်တို့အစီအစဉ်ရသီလသမာဓိပညာတည်ဟုသောသိက္ခာ၃ပါးနှင့်ပြည့်စုံတော်မူသောဆရာတော်အရှင်သူမြတ်ဖေဟာယနေ့ကြွရောက်လာကြကုန်သောဓမ္မဆွေတော်မျိုးတော်အပေါင်းတို့အားဆရာတော်အရှင်သူမြတ်ဖေဟာဤနှလုံးသားအတွင်း၌ကင်းအောင်နေသည်သစ္စာဓမ္မဒေသနာတော်များထဲမှကောက်နှုတ်၍ယနေ့ကြွလာဓမ္မမိတ်ဆွေအပေါင်းတို့နှင့်တင့်လျော်မည်ဆွဆုံးမဩဝါဒဓမ္မကထာတို့အားချီးမြှင့်ဟောကြားပေးသနာတော်မူနိုင်ပါယံအလုံးသောဓမ္မမိတ်ဆွေတို့၏ကိုယ်စားဖျားပြီးတော်မှရိုးရိုးတည်တည်လေးလေးစားစားခြေတော်ဆုံးကိုဥခိုက်၍တောင်းပန်လျောက်ထားအပ်ပါသည်ဖျားသာဓုသာဓုသာဓုကဲတရဏဂုံ၃ပါးနဲ့တကွာ၅ပါးသီလခံယူစောင့်တည်ပြီးသွားပြီဆိုတော့ယနေ့ပွဲကဝါသူသင်္ကန်းစက္ကလူရန်ပွဲဘာပွဲလဲဝါသူသင်္ကန်းစက္ကလူရန်ပွဲအဲ့တော့ပရမသုံးတရဏဂုံ၃ပါးနဲ့တကွာ၅ပါးသီလကိုခံယူစောင့်တည်ပြီးတဲ့အချိန်မှာမိမိတို့ပြုသင်ပြုထိုက်တဲ့ကုသိုလ်ကောင်းမှုတွေပြုပြီးသွားပြီပြည့်စုံသွားပြီဒါဆိုလို့ရှိရင်ရေသက်ချလို့ရပြီပေါ့ဒါပေမဲ့ရေသက်မချသေးခင်မှာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အတွက်တရားနာခြင်းတည်းဟူသောဓမ္မတာဝနာကုသိုလ်ဦးဇင်းတို့တရားဟောတဲ့ပုဂ္ဂိုလ်တွေဓမ္မဒေသနာကုသိုလ်ဆိုတဲ့ထပ်ဆင့်ကုသိုလ်တွေထပ်ပွားနိုင်စေရန်လုံးကတရားဟောခြင်းတရားနာယူခြင်းအစီအစဉ်တွေကိုလုပ်ကြကုန်စို့နော်အဲ့တော့ယနေ့တက္ကရာသာသနာတော်နှစ်2580ခုနှစ်လူတော်ဘောကောသာတက္ကရာ1388ခုနှစ်ပထမဝါဆိုလာစုပ်13ရက်ခရစ်နှစ်2026ခုနှစ်ဇူလိုင်လ12ရက်တနင်္ဂနွေနေ့ထိုင်းနိုင်ငံဘန်ဘော်ရဧကချိုင်လန်းကျွဲ66မြင်းဆောင်3၌ရှိသောမကင်တဝဲမကင်ဆွေဝင်းညီမတစုတို့နဲ့တကွာဓမ္မမိတ်ဆွေသူတော်စင်ပေါင်းစုပေါင်းပြီးတော့ကျင်းပပြုလုပ်အပ်တဲ့ဝါသူသင်္ကန်းစက္ကလူရန်ပွဲမှာဦးဇင်းတို့ဟောခြင်းတဲ့တရားကိုခေါင်းစဉ်ပေးထားပါတယ်တရားခေါင်းစဉ်ကဘာလဲဆိုတော့မျောခြင်းမျောပါစေမမြုပ်ပါစေနဲ့ဆိုတဲ့တရားတော်ဘာတရားတော်လဲမျောခြင်းမျောပါစေမမြုပ်ပါစေနဲ့ဆိုတော့တရားတော်ကဝါဆိုသင်္ကန်းကထာနဲ့ဆိုင်သလားလို့မေးရရှိတယ်ဆိုင်သလားလို့မေးရရှိလားဆိုတော့မဆိုင်ပါဘူးเนาะအဲ့တော့ဒကာဒကမတော်တော်များများကဝါဆိုလားရောက်တိုင်းဝါဆိုလားရောက်တိုင်းမှာဝါဆိုသင်္ကန်းနဲ့မကပ်ဘူးကြဘူးလားကပ်ဘူးကြတယ်တော်တော်များများကဝါဆိုသင်္ကန်းကပ်ဘူးကြတယ်အဲ့ဒါလို့တော်တော်များများကဝါသူသင်္ကန်းကပ်ပူကြတော့ဝါသူသင်္ကန်းကပ်တဲ့အလှပွဲတွေရောက်တိုင်းဆရာတော်တန်ဃာတော်တွေကလည်း
ဝါဒသင်္ကန်းဘာကြောင့်ဖြစ်ပေါ်လာတဲ့ဝါဒသင်္ကန်းဘယ်ချိန်ကစတင်ဖြစ်ပေါ်လာတဲ့ဝါဒသင်္ကန်းကဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့လှူဒန်းပူဇော်ခွင့်ရတဲ့ဝါဒသင်္ကန်းစက္ကန့်လှူဒန်းလို့ရှိရင်ဘယ်လိုအကျိုးတရားတွေရတယ်ဆိုတဲ့တရားတွေပဲထက်ခါနာနေရတာကိုဦးဇင်းတို့ကလည်းမြင်နေရတော့ဒီတခါတော့ကွာဦးဇင်းတို့တရားဓမ္မတွေကိုဝါဒသင်္ကန်းအကြောင်းအရာနဲ့ပတ်သက်ပြီးတရားမဟောတော့ဘူးတခြားအကြောင်းအရာဟောမယ်လို့ဦးဇင်းအာယုံပြုနှလုံးသွင်းလာခဲ့တဲ့အတွက်ဒီနေ့တရားကောင်းစဉ်ကပါတယ်တော့မျောခြင်းမျောပါစေမမြုပ်ပါစေနဲ့တရားတော်နော်အဲ့တော့ဦးဇင်းတို့2020-2021ချင်းတောင်ဒေသမှာဦးဇင်းတို့သာသနာပြုဌာနသာသနာပြုတာဝန်တွေစတင်သွားပြီးတော့ထမ်းဆောင်စဉ်ကာလတုန်းကနွေရာသီလိုတကူကစုံနှယုံနွေရာသီကာလတွေကုံဆုံးပြီးတော့အခုလိုမျိုးဝါဆိုဝါကောင်းဆိုတဲ့မိုးကြကာလတွေရောက်တဲ့အခါနွေရာသီကာလတွေကုံဆုံးပြီးတော့မိုးကြကာလတွေရောက်တဲ့အခါပထမဆုံးမိုးကြီးလေကြီးတွေအဖြစ်ရွာသွန်းတတ်တယ်ပေါ့နော်အဲ့ဒါလိုမျိုးပထမဆုံးမိုးကြီးလေကြီးတွေရွာသွန်းတတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကတောင်ကြီးတွေကြီးမားကြီးတွေရှိတယ်အဲ့ဒါလိုကြီးမားတဲ့တောင်ကြီးပေါ်ကနေစီးဆင်းလာတဲ့ရေတွေကြောင့်ဘေးနားမှာရှိတဲ့မုံချောင်းတစ်ခုလုံးဟာရေတွေပြည့်ရှမ်းပြီးတော့သွားတာပဲအဲ့တော့နွေရာသီနွေရာသီလုံးတောင်ရသမားတွေကခုတ်ထားတဲ့တုံးတွေတိုက်တွေတုံးတွေဓာတ်တွေစမျောတွေရှိမယ်အမိုက်တရိုက်တွေရှိမယ်ပထမဆုံးချောင်းရည်စည်းရေဦးကြီးလာတာဆိုတော့ဒီချောင်းထဲမှာပထမဆုံးရည်စည်းနဲ့တူဘာတွေပါလာတယ်လဲဆိုတော့ချောင်းရည်နဲ့တူပါလာတဲ့ဓာတ်တွေပါမယ်မျောတွေပါမယ်တုံးတွေပါမယ်တုံးတွေပါမယ်တိုင်းတွေပါမယ်ဘေးဓာတ်တွေပါမယ်ဒါတွေမပါဘူးလားဒါတွေပါတယ်နော်ဒါတွေကမြက်ကန်းပင်နေဘူးတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်သိတယ်ပထမဆုံးရွာတဲ့မိုးတွေဆိုရင်ဒါမျိုးပါတတ်တယ်နော်ဒါမျိုးပါတတ်တယ်ဒီတာရကလေးကိုစိတ်ထဲမှာမျက်စိထဲမှာမြင်အောင်ကြည့်ထားပါနော်အဲ့တော့ဦးဇင်းတို့ဒီအကြောင်းအရာနဲ့လာသဏ္ဍာန်တူတဲ့အကြောင်းအရာလေးကိုမြတ်စွာဘုရားရှင်ကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကခင်းကမြက်ကန်းပင်မှာမြတ်စွာဘုရားရှင်ရောက်ရှိနေတဲ့အချိန်ဘေးနားမှာရှိတဲ့ရဟန်းတန်ဃာတွေကိုမိန့်တယ်ဖြစ်သားတို့တဲ့ဒီခင်းကမြက်ရည်စီးကြောင်းထဲမှာငါဘုရားရှင်ဟာရေမျောသမားပုဂ္ဂိုလ်9ယောက်ကိုမြင်တော်မူတယ်တဲ့အဲ့ဒီချိန်မှာခင်းကမြက်ကြီးကလည်းရေတွေကြီးပြီးတော့ခင်းကမြက်ကြီးထဲမှာတုံးနေတိုင်းနေဓာတ်တွေမျောတွေဗေဒာတွေအမိုက်တရိုက်တွေအကုန်အစုံပါနေတဲ့ချိန်မှာမြတ်စွာဘုရားရှင်ကယဟန်9ပါးကိုမိန့်တာယဟန်တွေကိုမိန့်တာချက်သားတို့တဲ့ဒီရေစည်းနဲ့တူမျောပါနေတဲ့ရေမျောသမားပုဂ္ဂိုလ်9ယောက်ကိုငါဘုရားမြင်တော်မူတယ်တဲ့ရေမျောသမားပုဂ္ဂိုလ်ဘယ်နှယောက်တုံး9ယောက်ပါ9ယောက်နော်အဲ့တော့နံပါတ်1ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုတော့ဣရာဘေကွေဧကေသောပုဂ္ဂလောနိမုတ်ဂောဟောတိဘေကွေယံတို့ဣရာလောကေလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာနိမုတ်ဂောဝါဟောတိမြုပ်လက်သားလင်မျောတယ်နံပါတ်1ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့မြုံမျောပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲမြုံမျောပုဂ္ဂိုလ်ရေထဲကနေစပြီးတော့မျောလိုက်ပြီးဆိုကြတဲ့ကအဲ့ဒီပုဂ္ဂိုလ်ကမြုံရင်းနဲ့မျောနေတာရေပေါ်ကိုပေါ်မလာတော့ဘူးအဲ့ဒါလိုပုဂ္ဂိုလ်ဘယ်လိုခေါ်တော့မြုံမျောပုဂ္ဂိုလ်အဲ့တော့လိုက်ပြီးတော့ဆိုကြည့်ရအောင်မြုံမျောနေတာရေထဲမှာမှတ်ပါတယောက်ပဲမြုံမျောနေတာရေထဲမှာမှတ်ပါတယောက်ပဲနံပါတ်1ပုဂ္ဂိုလ်ကဣရဘေကွေဧကေသောပုဂ္ဂလောဩမုတ်စိတ်တဝါတကိဉ္ဩမုတ်စိတ်တဝါနိမုတ်စတိဘေကွေပရိသတ်၄ပါးချက်သားချက်သမီးတို့ဣရလောကေဤလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာဩမုတ်စိတ်တဝါပေါ်လာပြီးတော့နိမုတ်စတိပြန်မြုပ်သွားတယ်ဒုတိယပုဂ္ဂိုလ်ကဘယ်လိုလဲဆိုတော့ရေဘောကိုတစ်ကြိမ်ပေါ်လာပြီးတော့ပြန်မြုပ်သွားတဲ့ပုဂ္ဂိုလ်တဲ့ဘယ်လိုပုဂ္ဂိုလ်လဲဒုတိယမြောက်ပုဂ္ဂိုလ်ကတစ်ကြိမ်ပေါ်လာပြီးတော့ပြန်မြုပ်သွားတဲ့ပုဂ္ဂိုလ်ကလိုက်ဆိုကြည့်ရအောင်တစ်ကြိမ်ပေါ်လာပြန်မြုပ်တာမှတ်ပါတယောက်ပဲတစ်ကြိမ်ပေါ်လာပြန်မြုပ်တာမှတ်ပါတယောက်ပဲရေမျောသမားပုဂ္ဂိုလ်ပဲ2ယောက်တုံး9ယောက်ထဲမှာ2ယောက်ရှိသွားပြီနော်အဲ့တော့နံပါတ်3ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဣရဘေကွေဧကေသောပုဂ္ဂလောဩမုတ်စိတ်တဝါထိတော်ဘေကွေယံတို့ဣရလောကေဤလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာဩမုတ်စိတ်တဝါပေါ်လာပြီးတော့ထိတော်တည်နေတယ်နံပါတ်3ပုဂ္ဂိုလ်ကရေပေါ်ကိုပေါ်လာပြီးတော့ရေပေါ်မှာတည်နေတဲ့ပုဂ္ဂိုလ်နံပါတ်3ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတော့ရေပေါ်မှာပေါ်လာပြီးတော့တည်နေတဲ့ပုဂ္ဂိုလ်လိုက်ဆိုကြည့်ရအောင်ပေါ်ပြီးလာပြန်
မမြုပ်ယံတွန်းကန်တယောက်ပဲပေါ်ပြီးလာပြန်မမြုပ်ယံတွန်းကန်တယောက်ပဲဘယ်နှယောက်ရှိသွားပြီတော့နံပါတ်1ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတော့မြုံမျောပုဂ္ဂိုလ်နံပါတ်2ပုဂ္ဂိုလ်ကတစ်ချိန်ပေါ်ပြီးတော့ပြန်မြုပ်သွားတဲ့ပုဂ္ဂိုလ်နံပါတ်3ပုဂ္ဂိုလ်ကတစ်ချိန်ပေါ်လာပြီးတော့တီးရေပေါ်မှာတီးနေတဲ့ပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ကဘယ်လိုမျိုးလဲဆိုတော့ဣရဘေကွေဧကေသောပုဂ္ဂလောအုံမုံစိတ်တော်ပတ္တရတိဝိတရတိဘေကွေယံတို့ဣရလောကေဤလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာအုံမုံစိတ်တော်ပေါ်လာပြီးတော့ပတ္တရတိဝိတရတိကံကိုရှားနေတယ်တဲ့ကံကိုရှားတဲ့ပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တော့လိုက်ဆိုရအောင်ပေါ်ပြီးချိန်ခါကံကိုသာရှားတာတယောက်ပဲပေါ်ပြီးချိန်ခါကံကိုသာရှားတာတယောက်ပဲရေမျောသမားပုဂ္ဂိုလ်ဘယ်နှယောက်ရှိသွားပြီတော့4ယောက်ရှိသွားပြီနံပါတ်5ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဣဒဘိက္ခွေဧကေသောပုဂ္ဂလောအုံမောစိတ်တော်အုံမောစိတ်တော်ပฏิဃတပတ္တောဟောတိတဲ့အုံမောစိတ်တော်ပတ္တရတိဝိတရတိဘေကွေယံတို့ဣရလောကေဤလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာအုံမုစိတ်တော်ပေါ်လာပြီးတော့ပတ္တရတိဝိတရတိကံကိုကူးသွားတယ်တဲ့ဘယ်လိုပုဂ္ဂိုလ်လဲကံကိုကူးသွားတဲ့ပုဂ္ဂိုလ်အဲ့တော့လိုက်ဆိုရအောင်ကံကိုမြင်ထားကူး၍သွားကြိုးစားတယောက်ပဲကံကိုမြင်ထားကူး၍သွားကြိုးစားတယောက်ပဲယဉ်မျောသမားပုဂ္ဂိုလ်ဘယ်နှယောက်ရှိသွားပြီတော့နံပါတ်6ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဣရဘိက္ခွေဧကေသောပုဂ္ဂလောအုံမုံစိတ်တော်ပရိဃတပတ္တောဟောတိဘေကွေယံတို့ဣရလောကေဤလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာအုံမုံစိတ်တော်ပေါ်လာပြီးတော့ပရိဃတပတ္တောဟောတိအဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ကံကိုကူးသွားတဲ့ချိန်မှာသူ့ရဲ့ကံနာကိုရောက်ခါနီးမှာသူ့ရဲ့ခြေထောက်နဲ့အောက်ကမြေသားကိုထောက်မိတဲ့ပုဂ္ဂိုလ်ကံကိုခြေထောက်မိတဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲနံပါတ်6ပုဂ္ဂိုလ်ကကံကိုခြေထောက်မိတဲ့ပုဂ္ဂိုလ်လိုက်ဆိုရအောင်ခြေထောက်မိကကံဇတ်မှာမှတ်ပါတယောက်ပဲခြေထောက်မိကကံဇတ်မှာမှတ်ပါတယောက်ပဲရေမျောသမားပုဂ္ဂိုလ်ဘယ်နှယောက်ရှိသွားပြီတော့ရေမျောသမားပုဂ္ဂိုလ်စုစုပေါင်းဘယ်နှယောက်တော့9ယောက်ပါနံပါတ်9ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုတော့ဣရဘိက္ခွေဧကေသောပုဂ္ဂလောအုံမောစိတ်တော်တိန်နောဟောတိပါရင်ကတော်ထလေတိဋ္ဌတိဗျမနောတဲ့ဘိက္ခွေယံတို့ဣရလောကေဤလောကမှာဧကေသောပုဂ္ဂလောတချို့သောပုဂ္ဂိုလ်တွေဟာအုံမောစိတ်တော်ပေါ်လာပြီးတော့တိန်နောဟောတိပါရင်ကတော်ထလေတိဋ္ဌတိဗျမနောတဲ့ဒီပုဂ္ဂိုလ်ကကမ်းမော်ကိုရောက်သွားပြီကမ်းမော်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်နော်အဲ့တော့နံပါတ်9ပုဂ္ဂိုလ်ကိုလိုက်ဆိုရအောင်ကမ်းမော်ရောက်မှဘေကင်းပါအေးမြတယောက်ပဲကံပေါ်ရောက်မှဘေကင်းပါအေးမြတယောက်ပဲဒီเจ้าရာကိုဘယ်နေရာမှာမြတ်စွာဘုရားရှင်ကပြောနေတာလဲဆိုတော့ခင်းကမြက်ကန်းတစ်ပင်မှာမြတ်စွာဘုရားရှင်ကယဟန်တန်ဃာတွေကိုမိန်နေတာနော်ခင်းကမြက်ထဲမှာရေတွေတွင်တွင်ရေစည်းချမ်းကြီးတွေနဲ့စီးလာတဲ့နေရာမှာတုံးတိုင်သက်ဝါမျောတွေဓာတ်တွေစမျောတွေပါလာတဲ့အချင်းရာကိုမြတ်စွာဘုရားကမြင်ပြီးတော့မြတ်စွာဘုရားကဒီရေမျောသမားပုဂ္ဂိုလ်9ယောက်ကိုပြောတာဒါကိုသုတ်တန်တရားဖြင့်ဆိုလို့ရှိရင်ဥတကူပမသုတ်တန်ဆိုပြီးတော့မြတ်စွာဘုရားရှင်သုတ်တန်ဒေသနာမှာဟောထားတယ်နော်အဲ့တော့ရေမျောသမားပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ဟောထားတာဒီပုဂ္ဂိုလ်9ယောက်ကဘာနဲ့အလားတန်တူသလဲဆိုလို့ရှိရင်နောက်ဒေသနာမှာထပ်ပြီးတော့ရှင်းလာပါလိမ့်မယ်နော်ဒီပုဂ္ဂိုလ်နံပါတ်1ပုဂ္ဂိုလ်ကမြုံမျောပုဂ္ဂိုလ်မြုံမျောပုဂ္ဂိုလ်ဆိုတာဘယ်လိုလဲဆိုတော့ပထမဆုံးစပြီးတော့မျောကြရကိုမြုပ်ပြီးတော့မျောလာတာသူ့မှာအပေါ်ကိုပေါ်ခြင်းမရဘူးအဲ့တော့မျောနေတယ်ဆိုတာမြတ်စွာဘုရားရှင်ကဒီနေရာမှာရေမျောသမားပုဂ္ဂိုလ်9ယောက်ကိုဥမာပေးပြီးတော့ဘာကြောင့်ဟောတာလဲဆိုတော့ဦးဇင်းတို့ဒီ30ပုံလို့ခေါ်တဲ့ငရဲတလိษံပြိဋ္ဌာသူတကယ်လူနဲ့မြမတတ္တဝါလို့ခေါ်တဲ့ဒီ30ပုံဒီဌာနကြီးကိုဘာနဲ့အလားတန်တူသလဲဆိုလို့ရှိရင်ဒီ30ပုံလို့ခေါ်တဲ့တန်ត្រာကြီးကိုရေပြင်ကြီးနဲ့တူတယ်ဒီတန်ត្រာကြီးကဘာနဲ့တူတော့တန်ត្រာကြီးကရေပြင်နဲ့တူတယ်ဒီ30ပုံလို့ခေါ်တဲ့30ပုံထဲမှာကျင်လဲနေတိုင်းကျစ်စားတဲ့ပုဂ္ဂိုလ်တရားဝါလို့ခေါ်တဲ့ငရဲတလိษံပြိဋ္ဌာသူတကယ်လူနဲ့မြမတရားဝါတွေက
ဒီတန်တရာဆိုတဲ့ရေပြင်ကြီးထဲမှာမျောနေတဲ့တုံးတိုင်သက်ဝါးတွေနဲ့မျောနေတဲ့ပုံကိုယ်တွေနဲ့တူတယ်တဲ့နော်ဒီသုံးသက်ဘုံလုံးမှာရှိတဲ့လူတွေအားလုံးကိုတူရဆွလိုက်မယ်ဆိုရင်စောနာကပြောခဲ့တဲ့ရေမျောသမားပုဂ္ဂိုလ်9ယောက်ထဲမှာအကျုံးဝင်တယ်နော်ဒါကြောင့်မလို့တို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒီတရားပြီးတဲ့အခါမှာကိုဟာဒီရေမျောသမားပုဂ္ဂိုလ်9ယောက်ထဲမှာဘယ်ပုဂ္ဂိုလ်စင်းဝင်မလဲဆိုတာပုဂ္ဂိုလ်ကိုပြန်ဆန်းစစ်လို့ရပြီနော်အဲ့တော့နံပါတ်1ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲမြုံမျောပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကအစကတည်းကမျောကလေးကနေမြုံနေတာမြုံရင်းနဲ့မျောသွားတာသူ့မှာခေါင်းကိုဖော်လာခြင်းမရဘူးဘယ်လိုပုဂ္ဂိုလ်မျိုးလေးလဲဆိုတော့အပယ်လေးပါးကိုရောက်နေတဲ့ပုဂ္ဂိုလ်တွေတဲ့ဘယ်ကိုရောက်နေတဲ့ပုဂ္ဂိုလ်တွေတုန်းအပယ်လေးပါးရောက်နေတဲ့ငရဲလိမ့်ဆံပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပါးကိုရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာတန်တရာဆိုတဲ့ရေပြင်ကြီးမှာမြုပ်နေတာနော်ဒီဘောကငရဲလို့ဒီဘောကလူပြေနတ်ပြေ6တက်ဗြဟ္မပြေ20လို့ခေါ်တဲ့စုစုပေါင်း29ဘုံမှာရှိတဲ့သူဂတိ29ဘုံမှာနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘောမှာပေါ်နေတဲ့ပုဂ္ဂိုလ်တွေအဲ့တော့နံပါတ်1ပုဂ္ဂိုလ်ကမြုံမျောပုဂ္ဂိုလ်နံပါတ်2ပုဂ္ဂိုလ်ကတစ်ချိန်ပေါ်လာပြီးတော့ပြန်မြုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒါလို့တစ်ချိန်ပေါ်လာပြီးတော့ပြန်မြုပ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုမျိုးတွေလဲဆိုတော့မြတ်စွာဘုရားရှင်လက်ထက်ကဆိုလို့ရှိရင်ဒေဝရတ်တို့မရှိဘူးလားဒေဝရတ်တို့ရှိတယ်ကံကောင်းထောက်မစွာနဲ့မြတ်စွာဘုရားရှင်ပွင့်တဲ့အချိန်မှာသူဟာယဟန်ဖြစ်ခွင့်မရဘူးလားယဟန်ဖြစ်ခွင့်ရတယ်ဇာတတ္တတို့ဆိုရင်မရှိဘူးလားရှိတယ်နော်ဇာတတ္တတို့မြတ်စွာဘုရားရှင်ပွင့်တဲ့အချိန်မှာလူဖြစ်ခွင့်ရတယ်ဥစဉ်တို့တဲ့ကံမကောင်းဘူးလားဥစဉ်တို့တရားဓမ္မတို့တဲ့ကံမကောင်းဘူးလားကံကောင်းတယ်ဘုရားဖူးခွင့်ရတယ်ဘုရားနဲ့တွေ့ခွင့်ရတယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်တွေဟာဒီဘဝမှာမကောင်းတဲ့အကုသိုလ်ကံတွေကိုလှုပ်လိုက်တဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်တွေဟာဘဝမှာတစ်ချိန်နဲ့ပေါ်ပြီးတော့တန်တရာဆိုတဲ့ရေပြင်ကြီးအောက်ပြန်ပြီးတော့နေမသွားဘူးလားနေသွားတယ်အခုဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကအဝီစီငရဲတွေမှာနော်ဝီစီငရဲတွေမှာဒါကြောင့်မလို့ဒုတိယပုဂ္ဂိုလ်ကတစ်ချိန်ပေါ်လာပြီးတော့ပြန်မြုပ်တဲ့ပုဂ္ဂိုလ်တတိယပုဂ္ဂိုလ်ကတော့ဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့တစ်ချိန်ပေါ်လာပြီးတော့အပေါ်မှာကမ်းပေါ်မှာတည်နေတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါလို့တတိယမြောက်ပုဂ္ဂိုလ်ကြတော့ပထမပုဂ္ဂိုလ်ဒုတိယပုဂ္ဂိုလ်တဲ့ဉာဏ်ရှိသွားပြီဒီပုဂ္ဂိုလ်ကဘလို့ဉာဏ်ရှိတာလဲဆိုတော့ तू ကကမ်းပေါ်မှာတည်နေအောင်ကြိုးစားရတယ်လေဩရေထဲမှာနေရတာငါတွတ်တော့မလွယ်ဘူးခဲရေထဲမှာပြန်မြုပ်မသွားအောင်ငါကံကောင်းထောက်မှလို့ရေပေါ်လေးကိုတစ်ချိန်ပေါ်လာတာငါကံကောင်းထောက်မှလို့ရေပေါ်လေးကိုတစ်ချိန်ပေါ်လာတာပြန်မြုပ်မသွားအောင်ဆိုပြီးတော့ဘာလုပ်ရသလဲဆိုတော့ तू ကအပေါ်မှာရေမကူးရဘူးလားရေကူးရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလက်နဲ့လည်းရေးရသလိုခြေထောက်နဲ့လည်းမကန်ရဘူးလားကန်ရတယ်ဒါကြောင့်မလို့ရေထဲမှာပြန်မြုံမသွားဖို့ဆိုလို့ရှိရင်မိမိတို့လက်တရားလည်းတပွန်းပွန်းနဲ့ရေးရမှာဖြစ်တယ်လို့ခြေထောက်တရားလည်းတပွန်းပွန်းနဲ့ခတ်ရမှာဖြစ်တယ်နော်အဲ့တော့အဲ့လိုမျိုးခြေထောက်နဲ့လည်းကန်လက်နဲ့လည်းရက်ကန်နဲ့လှုပ်တဲ့အခါလူကမြုပ်သွားသေးရဲ့လားမြုပ်မသွားဘူးမြုပ်မသွားတော့ရေပေါ်မှာတီးနေတာပေါ့ဒါပေမဲ့အဲ့လိုမျိုးရေပေါ်မှာတီးနေတာဟာတခဏတီးနေတာလားထာဝရတည်နေတာလားတခဏတည်နေတာထာဝရတည်နေတာမဟုတ်ဘူးအဲ့တော့ရေပေါ်မှာပေါ်နေတဲ့ပုဂ္ဂိုလ်ဟာခြေကုံလက်ပတ်နေကြတဲ့အခါရေထဲကိုပြန်မမြုပ်နိုင်ဘူးလားပြန်မြုပ်သွားနိုင်တဲ့အတွက်ကြောင့်အဲ့တော့ရေပြန်မြုပ်သွားနိုင်တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကဘာလဲဆိုလို့ရှိရင်ဒီကိုဖော့တဲ့ပညာလေးရောမလိုဘူးလားလိုတယ်နော်လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဖော့တဲ့ပညာလေးလက်တက်မှသာလဲလက်ကလေးကအနားပေးလို့ရမှာခြေထောက်ကလေးကအနားပေးလို့ရမှာကိုဒါတော့ရေကူးတတ်တဲ့ပုဂ္ဂိုလ်တွေသိပါတယ်နော်ရေကူးတတ်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်သိတယ်ဥစဉ်တို့ဆိုလို့ရှိရင်လည်းတူတန်သိတော့မကူတတ်ဘူးအဲရေကူးတတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်သိတယ်ဒါကဘာနဲ့အလားသဏ္ဍာန်တူတယ်လဲဆိုလို့ရှိရင်ဥစဉ်တို့ဒီလူဘဝကိုရောက်နေတယ်ဆိုတာကဘာကြောင့်ရောက်နေတာလဲဆိုရင်ကုသိုလ်ကံကြောင့်ရောက်နေတာဘာကြောင့်ရောက်နေတာတော့လူဘဝဆိုတဲ့ပုဂ္ဂိုလ်ဒီလူဘဝကိုရောက်နေတာဟာကံကောင်းလို့ရောက်နေတာအတိတ်ဘဝကကုသိုလ်ကံကြောင့်ကံကောင်းလို့ရောက်နေတာဖြစ်တဲ့အတွက်ဥစဉ်တို့ကရေပေါ်မှာပေါ်နေတဲ့ပုဂ္ဂိုလ်နဲ့မတူဘူးလားတူတယ်ဆိုလို့ရှိရင်ရေပေါ်မှာပေါ်နေဖို့ဆိုလို့ရှိရင်လက်နဲ့လည်းရေးရတယ်ခြေထောက်နဲ့လည်းကန်ရတယ်လက်နဲ့ရစ်တယ်ဆိုတာဘာနဲ့အလားသဏ္ဍာန်တူတယ်လဲဆိုလို့ရှိရင်ဥစဉ်တို့ကုသိုလ်ကိုလူဘဝကိုရလာတာကုသိုလ်ကြောင့်ရလာတာဖြစ်တဲ့အတွက်ဒါနဆိုတဲ့လက်နဲ့ရောမရရဘူးလားသီလဆိုတဲ့ခြေနဲ့ရောမကန်ရဘူးလားကန်ရတယ်နောက်ပြီးတော့ဘာဝနာကုသိုလ်တွေရောမပြုရဘူးလားပြုရတယ်ဒါကြောင့်မလို့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကိုစောနာကရေကူးသမားပုဂ္ဂိုလ်နဲ့အလားသဏ္ဍာန်ပေးမယ်ဆိုရင်ဒါနပြုတာဟာဒါနပြုတယ်ဆိုတာကရေထဲမှာလက်နဲ့ရက်ထာနဲ့တူတယ်တဲ့နော်ဒါကြောင့်မလို့လိုက်ဆိုကြည့်ရအောင်ဒါနဆိုတာလက်ပမာမှန်စွာရက်ကြပါဒါနဆိုတာလက်ပမာမှန်စွာရက်ကြပါသီလဆိုတာခြေပမာမှန်စွာခတ်ကြပါသီလဆိုတာခြေပမာမှန်စွာခတ်ကြပါကိုဖော့ပညာဘာဝနာမှန်စွာမှတ်ကြပါ
ဘာဝနာကြတော့ကိုဖို့ပညာနဲ့တူတယ်တဲ့အဲ့တော့ကုသိုလ် 3 မျိုးထဲမှာဆိုရင်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဆိုပြီးကုသိုလ် 3 မျိုးမရှိဘူးလားရှိတယ်နော်အဲ့တော့ဒါနကုသိုလ်သီလကုသိုလ်လူတယောက်ဟာတဲမှာရေကူးတော့မယ်ဆိုရင်လက်ကလေး6ထောက်ကလေးလက်ကလေးလှုပ်တတ်ရုံ6ထောက်ကလေးလှုပ်တတ်ရုံနဲ့ဒီပုဂ္ဂိုလ်ဟာရေရှည်ရေထဲမှာတည်တတ်နေနိုင်ပြီလို့အာမခံလို့ရရဲ့လားမရဘူးကိုဖို့ပညာလေးလည်းတတ်မှာအဲ့ဒါလိုပဲမိမိတို့လူဘဝကိုတန်တရာကြီးထဲမှာကျင်လဲတဲ့ခါမှာလည်းမိတချို့ကဒါနလေးတွေပြုပြီးတော့အေးဆေးဆေးနေကြတယ်သီလလေးတွေစောင့်တည်ပြီးအေးဆေးဆေးနေကြတယ်ငါတို့မှာဒါနကုသိုလ်တွေရှိတယ်သီလကုသိုလ်တွေရှိတယ်ငါတို့အတွက်ကုသိုလ်ကောင်းမှုတွေပြည့်စုံပြီဆိုပြီးတော့ဒီတိုင်းပဲနေကြတာနော်ခဲတော့ဒီဒါနကုသိုလ်သီလကုသိုလ်ဆိုတာဟာမိမိတို့နောက်ဘဝအတွက်အပယ်လားဖို့မလားဖို့ဆိုတဲ့အကြောင်းအရာနဲ့တွားပြီးတော့ဆက်ဆက်လိုက်ရင်အမခံချက်သိမရှိဘူးတဲ့အမခံချက်ရှိရဲ့လားမရှိဘူးနော်ဘုရားရှင်လက်တော်ဆိုကုသိုလ်ကောင်းမှုတွေအများကြီးဒါနကုသိုလ်တွေအများကြီးလုပ်ပြီးတော့သေသွားတဲ့ခါကျတော့ငရဲကြသွားတဲ့တာရကတွေမရှိဘူးလားရှိတယ်နော်ဒီတတိယသင်္ကာယနာမှာတင်တဲ့သတိဓမ္မသောကမင်းကြီးတို့ဆိုရင်ရေရွယ်ပေါင်း8400ရေကန်ပေါင်း8400ဘုရားစီဒီဘရိုပေါင်း8400လှူဒန်းခဲ့တဲ့သာသနာပြုမင်းကြီးပဲဒါပေမဲ့သေသွားတော့ဘာဖြစ်တယ်လဲဆိုတော့သေသွားတော့သပကြီးမူကြီးဖြစ်သွားတာပဲအဲ့တော့ဒါနကုသိုလ်ဟာကုသိုလ်ကံရဲ့အကျိုးတရားကကောင်းကျိုးပေးမှာတော့သေကြပေမဲ့ဒီလူတယောက်ကိုနောက်ဘဝမှာငရဲလိမ့်ဆံပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပုံကိုမရောက်အောင်ဆိုတဲ့သေကြတဲ့သူ့မှာသေကြတဲ့အမခံချက်လုပ်ပေးနိုင်ရဲ့လားမလုပ်ပေးနိုင်ဘူးဒါနကုသိုလ်ကမလုပ်ပေးနိုင်ဘူးအဲ့တော့သီလကုသိုလ်ကရောလုပ်ပေးနိုင်သလားဆိုတော့သီလကုသိုလ်ကလည်းမသေးကြဘူးနော်သီလတွေတစ်သက်ပတ်လုံးစောင့်ခဲ့တဲ့ဟိုဘုရားရှင်လက်ထက်ကတိတ်တဆိုတဲ့တိတ်တဆိုတဲ့ယဟန်တစ်ပါးရှိတယ်ဒီပုဂ္ဂိုလ်ကအင်မတန်မှသီလကိုမြန်လို့တယ်သီလကိုလုံခြုံတယ်သီလကိုစောင့်ထိန်တယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ဟာသေလဲသေသွားရောသူခေါင်းကြသူခေါင်းအောက်ကသွားပြီးတော့တန်းကြီးဖြစ်နေတယ်တဲ့သူဒါဘုန်းကြီးယဟန်နော်လူတော်မဟုတ်သေးဘူးဘုန်းကြီးယဟန်သေလဲသေသွားဘာဖြစ်နေတာတော့တန်းဖြစ်နေတယ်တန်းမာကြီးဖြစ်နေတယ်တဲ့သူပိုင်ဆိုင်တဲ့သင်္ကန်းလေးတစ်ထည်ကိုဆွဲပြီးတော့ဒီကာနိကာလမှာဆွဲသွားတော့တန်းကြီးဖြစ်သွားတာအဲ့တော့သီလကုသိုလ်ဟာရောကိုယ့်ဘဝအတွက်အာမခံချက်ရှိရဲ့လားတန်တရာမှာအာမခံချက်ရှိရဲ့လားမရှိဘူးအဲ့တော့အာမခံချက်ရှိတဲ့ကုသိုလ်ဆိုတာဟာဘယ်လိုကုသိုလ်လဲဆိုရင်ဘာဝနာကုသိုလ်မှသာလျှင်အာမခံချက်ရှိတာနော်အဲ့တော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဆိုတာဒီကုသိုလ် 3 မျိုးတည်းမှာဒါနကုသိုလ်နဲ့သီလကုသိုလ်ဟာတိတ်ပြီးတော့အာမခံချက်မရှိဘူးတိတ်ပြီးတော့အာမခံချက်မရှိဘူးဆိုပြီးတော့ငါတို့လှုပ်ရှားမလို့ဘူးလို့တော့တွေးစရာမလိုဘူးနော်လှုပ်ရှားမလို့လို့တော့တွေးလို့မရဘူးဘာဝနာကုသိုလ်ကောင်းကောင်းပြုလို့ရဖို့အတွက်ကိုဒါနကုသိုလ်နဲ့သီလကုသိုလ်ကိုများများလုပ်ပေးရမှာနော်များများလုပ်ပေးရတယ်ဟုတ်ပြီဒါကြောင့်မလို့ယနေ့တရားတော်မှာပေါင်းသူတော်ကောင်းတို့ဘလိုမျိုးရေမျောသမားပုဂ္ဂိုလ်ကိုမြတ်စွာဘုရားရှင်ကဒီလိုမျိုးဒါခင်းကမြက်ကန်းတစ်ပေးမှာယဟန်တွေကိုဟောတာနော်ယဟန်တွေကိုဟောတာအဲ့တော့ဒီရေမျောသမားပုဂ္ဂိုလ်9ယောက်ကိုမှတ်ထားလိုက်ပေါ့နော်မှတ်ထားလိုက်ဦးဇင်းတို့ဇတ်တော်လေးတွေတွားရအောင်ဘယ်လိုဇတ်တော်လေးလဲဆိုတော့ဒုစီရန်တတပုံညလက္ခဏံတိဣမံဓမ္မဒေသနံတထစေတဝနေဝိဟရံတောဓမ္မဒါရုစီယဓမ္မာရုစီယသမဏေရံအာရဘကထေတိဒုစီရန်တတပုံညလက္ခဏံတိဣမံဓမ္မဒေသနံဒုစီရန်တတပုံညလက္ခဏံစရှိသောဤတရားဒေသနာတော်ကိုတတလူနတ်တို့ဆရာမြတ်စွာဘုရားသည်ဇေတဝနေသာဝတိပြေမွန်ဇေတဝန်ကျောင်းတော်၌ဝိဟရံတော်လျောင်းတိုင်းရသွားလေးပါးရိယာတာယာရှင်ပြောနေတော်မူစဉ်ဓမ္မာရုစီယသာမဏေရံဓမ္မာရုစီယအမည်ရတဲ့သာမဏေကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှိထာမြတ်တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေတည်းအခါတစ်ပါးမှာမြတ်စွာဘုရားရှင်ဟာသာဝတိပြေမွန်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော်မူတဲ့အချိန်မနေ့စောစောလေးမနေ့စောစောဝေလီဝေလင်းလေးမှာ9နှစ်အရွယ်ရှိတဲ့ကိုရင်လေးတစ်ပါးအဲ့ဒီကိုရင်လေးနာမည်ကဘယ်သူလဲဆိုတော့ဓမ္မရုစီယသာမဏေအဲ့ကိုရင်လေးနာမည်ကဘာတော့ဓမ္မရုစီယသာမဏေလေးဟာမြတ်စွာဘုရားရှင်သတင်းသုံးတဲ့ကဏ္ဍကုတီတိုက်ကိုတွားပြီးတော့တကားခောက်တယ်တကားခောက်တော့အထက်ကမြတ်စွာဘုရားရှင်ကတကားလေးကိုဖွင့်ပေးပြီးတော့ဓမ္မရုစီယသာမဏေလေးကအထက်ကိုလည်းရောက်ရောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရိုသေမြတ်တို့လက်အုပ်မိုးပြီးတော့ရှ िख ိုးပြီးတော့ရှောက်တယ်ဘယ်လိုရှောက်တယ်လဲဆိုတော့9နှစ်အရွယ်ကိုရင်လေးကရှောက်တာနော်ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်သည်ရှင်ဘုရားနဲ့ဟိုးတန္တရာစမှာတပည့်တော်သည်ရှင်ဘုရားနဲ့တွေ့ဆုံပေါင်းသင်းခဲ့မှုပါပြီတပည့်တော်တို့ရဲ့ဘဝအလယ်မှာရှင်ဘုရားနဲ့အကြာကြီးကွေးကွင်းရပြီးတော့အခုဘဝ
နောက်ဆုံးမှသာလျှင်တပည့်တော်တို့ပြန်ပြီးတော့ပေါင်းတင်တွေ့ကြုံရပါပြီဖေဟာဆိုပြီးတော့ရှောက်တယ်ဒီမှာဓမ္မရူစီယဆိုတဲ့တာမဏေ9နှစ်အရွယ်ကိုရင်လေးကမြတ်စွာဘုရားရှင်ကိုရှောက်နေတာနော်သူ့ရဲ့ဘဝကို3ပိုင်းပိုင်းပြီးတော့ပထမပိုင်းမှာဖေဟာနဲ့တွေ့တယ်အဲ့ဒီအလယ်မှာမတွေ့တော့ဘူးခုနောက်ဆုံးမှာတွေ့ပြီလို့မြတ်စွာဘုရားရှင်ကိုရှောက်နေတာဒီချင်းရာကိုမြင်တော့မြတ်စွာဘုရားရှင်ကိုဒီချင်းရာမြင်တော့တခြားသောယဟန်တွေကမေးတယ်ညတကောင်ယံညတရားပွဲဖြစ်တဲ့အချိန်မှာဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတဲ့9နှစ်အရွယ်ဓမ္မရူစီယဆိုတဲ့ကိုရင်လေးကမြတ်စွာဘုရားရှင်ကိုမနေ့ကမေးလျှောက်တာတပည့်တော်တို့ကြားလိုက်ပါတယ်ဗျာတဲ့တပည့်တော်ဒီတန်ត្រာအစမှာတွေ့ခဲ့တယ်အလဲမှာရှင်ဘုရားနဲ့အကြာကြီးကွဲကွာပြီးတော့ဘုလိုမျိုးဘဝရဲ့အဆုံးကြမှာရှင်ဘုရားနဲ့တပည့်တော်တို့ပြန်တွေ့ခဲ့ရပါပြီဗျာဆိုပြီးလျှောက်တယ်တဲ့ဒီကိုရင်လေးဟာ9နှစ်အရွယ်ကိုရင်လေးဘလို့လို့ဘဝအစတွေဘဝအလယ်တွေဘဝအဆုံးတွေဖြစ်တာလဲဗျာတပည့်တော်တို့နားမရှင်းပါဘူးဗျာဆိုပြီးတော့ဒီအကြောင်းရာကိုအကျယ်ချဲဟောပေးပါအောင်လို့လျှောက်တော်မြတ်စွာဘုရားရှင်ကဒီအကြောင်းရာနဲ့ပတ်သက်ပြီးတော့အတိတ်ကိုဟောတယ်ဟိုးလွန်ခဲ့တဲ့လေးသိန်းချင်းနဲ့ကဘာတသိန်းထက်ကဦးဇင်းတော်ဂေါရမမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာသူ့မိတာရှင်အသေးဘဝနဲ့ဓမ္မဝရီပြည်မှာနေတဲ့အချိန်အဲ့ဒီသူ့မိတာရှင်အသေးလေးသူ့မိတာတထေသားရဲ့ဘေးမှာတငယ်ချင်းရှိတယ်အဲ့ဒီတငယ်ချင်းကမေဃဆိုတဲ့တထေသားနော်သူတို့တထေသားချင်းချင်းသူမိတာတထေသားနဲ့မေဃတထေသားသူမိတာတထေသားကဖရာလောင်းသူမိတာတထေသားကဖရာလောင်းဆိုတော့တောထွက်ပြီးတော့ယဟန်တောထွက်ပြီးတော့ယသိဝတ်ပြီးတော့ယသိဝတ်ပြီးတော့သွားတာအဲဒါလိုပဲယသိဝတ်ပြီးတော့ဓမ္မိကတောင်မှာတရားဓမ္မတွေကိုကျင့်သုံးနေတဲ့အချိန်အဲ့ဒီအချိန်မှာဓမ္မဝရီမျိုးတဲ့ကိုဒီသူဓမ္မဒီသူမိတာယသိလေးကဓမ္မဝရီမျိုးတဲ့ကိုလာတော့ဓမ္မဝရီမျိုးသူမျိုးသားတွေကလမ်းနေပြင်နေကြတာနော်အဲ့ဒါလိုလမ်းနေပြင်နေကြတော့လမ်းနေပြင်နေကြတာမြင်တော့ဒီသူမိတာယသိလေးကမေးတယ်ဟာမျိုးသူမျိုးသားတို့ဘာတွေလုပ်နေကြတာလဲပေါ့ဘာတွေလုပ်နေကြတာလဲဆိုတော့ကျုပ်တို့ဒါလမ်းပြင်နေတာပါဘာအတွက်လမ်းပြင်နေတာတော့ဟာကျုပ်တို့မျိုးတဲ့ကိုဒီပင်္ဂရာမြတ်စွာဘုရားနောက်ပါယဟန်တန်ဃာတသိန်းနဲ့တူကြွလာမှာဖေဟာလို့ရှောက်တော့သူမိတာယသိလေးကဟာဒါဆိုလို့ရှိရင်ကျုပ်ရောကာယဒါနအဖြစ်လှုပ်အားဒါနအဖြစ်ထဲဝင်ပြီးတော့လှုပ်ခွင့်မရဘူးလားဗျာလို့မေးလိုက်တော့ဟာရတာပေါ့ဗျာအဲ့တော့မြို့သူမြေသားတွေကဒီယသိလေးကိုလည်းကာယဒါနနဲ့လှုပ်ခွင့်ပြုဖို့တဏှာပေးလိုက်တယ်နော်တဏှာပေးလိုက်တော့ဒီယသိလေးကအင်မတန်မှတကိုးကြီးတယ်ဒီယသိလေးကအင်မတန်မှတကိုးကြီးတာဖြစ်တဲ့အတွက်ဒီယသိလေးကိုသူများတွေမပြင်နိုင်တဲ့ခက်ခဲတဲ့နေရာတွေမှာငါတို့ပြင်ခိုင်းမှာပဲဆိုပြီးတော့ဘယ်သူမှမပြင်နိုင်တဲ့ခက်ခဲတဲ့နေရာကြီးကိုဒီယသိလေးကိုပေးလိုက်တာအဲ့တော့ဒီယသိလေးကတကိုးကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့သူတို့ကတကိုးနဲ့ပြင်မယ်ထင်နေတာဒီသူမိတာဘုရားလောင်းယသိလေးကဒီနေရာမှာသူတကိုးတွေရှိပေမဲ့တကိုးနဲ့ပြင်ရလားဆိုတော့တကိုးတွေနဲ့မပြင်ဘူးတဲ့နော်တကိုးတွေနဲ့မပြင်မဲနဲ့ဒီတိုင်းမဲ့ရိုးရိုးတာမန်ပုဂ္ဂိုလ်လူတွေလိုပဲကာယဒါနလှုပ်အားဒါနနဲ့ကာယဒါနနဲ့လမ်းနေပြင်နေတဲ့အဲ့လိုပဲသမားတွေပြီးသွားလို့သူ့နေရာကမပြီးသေးဘူးဒီချိန်မှာဒီပင်္ဂရာမြတ်စွာဘုရားကနောက်ပါယဟန်တန်ဃာတသိန်းနဲ့ဓမ္မဝရီမျိုးတဲ့ကိုကြွလာပြီးအဲ့ဒါလိုကြွလာတဲ့အချိန်မှာသူ့မိတာရှင်သေးလေးနားကဒီတာဝန်ကျတဲ့နေရာကလမ်းကမပြီးသေးတော့သူကဘယ်လိုလုပ်လိုက်တယ်လဲဆိုတော့သူ့ခန္ဓာကိုယ်ကိုအဲ့နေရာမှာအလျားလိုက်မှောက်ပြီးတော့သူ့ခန္ဓာကိုယ်ကိုတရားအဖြစ်ထိုးပေးလိုက်တာနော်တရားအဖြစ်ခင်းပေးလိုက်တာအဲ့အချိန်မှာတရားအဖြစ်ထိုးပေးပြီးတော့ဒီပင်္ဂရာမြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားနဲ့တကွာနောက်ပါယဟန်တန်ဃာတသိန်းဟာတပည့်တော်ရဲ့ခန္ဓာကိုယ်ကြောပေါ်ကနေဖြတ်ပြီးတော့တပည့်တော်ရဲ့ခန္ဓာကိုယ်ကိုတရားအမှတ်ဖြစ်အသုံးပြုပြီးတော့ကြွသွားတော်မူပါဘုရားလို့ဒီပင်္ဂရာမြတ်စွာဘုရားကိုလျှောက်တယ်အဲ့ဒါလိုလျှောက်တဲ့အချိန်မှာပဲဘေးနာကနေသူ့မိတာသူ့မိတ်တာဆိုတဲ့အမျိုးသမီးလေးကလည်းလာပြီးတော့ကြာပန်း9ကင်လှူတယ်နော်အဲ့ဒီကြာပန်း9ကင်ထဲကနေမှဒီသူ့မိတာရသေးလေးနဲ့အတူကြာပန်းလေးတွေကိုခွဲလူပြီးတော့ကြာပန်းလေးတွေကိုခွဲလူလိုက်တာဒီပင်္ဂရာမြတ်စွာဘုရားရှင်ထံမှာဒီပင်္ဂရာမြတ်စွာဘုရားရှင်ထံမှာကြာပန်းတွေခွဲလူပြီးတော့သူတို့ကဆူတောင်းလိုက်သေးတယ်ဘလို့ဆူတောင်းလိုက်သေးတယ်ဆိုတော့တပည့်တော်တို့လည်းနောင်အနာဂတ်ကာလမှာရှင်ဘုရားတို့ကဲ့သို့တပည့်တော်တို့လည်းရှင်ဘုရားတို့ကဲ့သို့သစ္စာလေးပါးတရားသိမြင်ဘုရားရှင်ဖြစ်ရပါလို့ဘုရားလို့ဘုရားရှင်ထံမှာဘုရားစုပန်လိုက်တော့အဲ့ဒီချိန်မှာပဲဒီပင်္ဂရာမြတ်စွာဘုရားရှင်ကသူ့မိတာရှင်အသေးလေးကိုချစ်ချင်းပြရိပ်ပေးတယ်သူ့မိတာရှင်အသေးသင်ဟာဒီကဘာကနေစပြီးတော့နောက်၄သိန်းချင်းနဲ့ကဘာတသိန်းကြာတဲ့အခါမှာလောကမှာဂေါရမအမည်ရှိတဲ့ဘုရားငါဘုရားကဲ့သို့ဖြစ်လိမ့်မယ်သင်ရဲ့ကျင်ရတော်ဟာယတော်ရမျိုးသမီးဖြစ်ပြီးတော့သင်ရဲ့အမျိုးသင်ရဲ့သားတော်ဟာယာဟုလာဖြစ်မယ်သင်ရဲ့ခမဲတော်ဟာ
သုရောဒနာမင်းကြီးဖြစ်ပြီးတော့တင်းရဲ့မေတော်ကမေတော်မာယာတင်းရဲ့လက်ရတော်ရန်လက်ဝဲရတော်ရန်တွေကရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလံဆိုပြီးတော့ငါဖျားကဲ့သို့သစ္စာလေးပါးတရားသိမြင်ဖျားရှင်ဖြစ်လိမ့်မယ်ဆိုပြီးတော့ချစ်ချင်းပြာရိတ်ပေးလိုက်တာအဲ့ဒါလို့ပြာရိတ်ပေးလိုက်တဲ့နေထားလေးကိုဘသူကမြင်သွားလဲဆိုတော့ဘေးနားမှာတငယ်ချင်းဖြစ်တဲ့မေဃလို့ခေါ်တဲ့တထေသားမရှိဘူးလားရှိတယ်အဲ့ဒီမေဃလို့ခေါ်တဲ့တထေသားကမြင်သွားတော့ဟာငါတငယ်ချင်းကဖျားလောင်းမယ်ငါတငယ်ချင်းကတာမန်ညောင်ညပုဂ္ဂိုလ်မဟုတ်ဘူးဖျားလောင်းမယ်ဖျားလောင်းဆိုတော့ကငါလဲအဲ့ဒီမေဃဆိုတဲ့တထေသားကလည်းဘေးနားကနေသူတငယ်ချင်းဖျားစုပန်တာမြင်တော့သူလည်းစုပန်ခြင်းသွားတယ်သူလည်းဘလို့စုပန်တယ်လဲဆိုတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတဲ့တပည့်တော်တငယ်ချင်းကဖျားဖြစ်နဲ့နိဗ္ဗာန်ဝင်မယ်ဆိုလို့ရှိရင်တပည့်တော်ကလည်းယန္တာဖြစ်နဲ့နိဗ္ဗာန်ဝင်ရပါလို့ဖျားဆိုပြီးတော့ယန္တာဖြစ်စုပန်လိုက်တယ်အဲဒါလိုပဲယန္တာဖြစ်စုပန်လိုက်ပြီးတဲ့နေ့ကနေစပြီးတော့အဲ့ဒီသူမေရာရှင်သေးလေးနဲ့အတူမေဃဆိုတဲ့တထေသားကလည်းသူပိုင်းဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုသူမိဘတွေနဲ့အတူထားခဲ့ပြီးတော့ဓမ္မိကတောင်မှာသွားပြီးတော့တရားတွေကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နေတာအဲ့ဒီဓမ္မိကတောင်မှာတောင်းဆောင်လေးတွေနှလုံးပေါ်ခေါင်းရင်ဘက်ကသူမေရာရှင်သေးလေးနေတဲ့အောက်ခြေရင်ဘက်ကဒီမေဃဆိုတဲ့ယသိနေတယ်အဲ့ဒါလိုယသိနှစ်ပါးဟာတယောက်နဲ့တယောက်ပြောပြောရွှင်ရွှင်ကြည်ကြည်နုနုနဲ့တရားဓမ္မတွေကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နေတဲ့အချိန်မှာနောက်ထပ်ယသိတစ်ပါးတယောက်ရောက်လာတယ်ယသိတစ်ပါးထပ်ရောက်လာတယ်အဲ့ဒီယသိအစလားအတူလားဆိုလို့ရှိရင်ယသိအစစ်မဟုတ်ဘူးတဲ့ယသိအတူအဲ့တတရားမြောက်ရောက်လာတဲ့ယသိကဘလို့ယသိမျိုးလဲဆိုတော့ဘာအကြောင်းရောက်လာတာလဲဆိုတော့မေဃတထေသားကလူဘဝတုန်းကအင်မတန်မှပစ္စည်းဥစ္စာတွေချမ်းသာတယ်အင်မတန်မှပစ္စည်းဥစ္စာတွေချမ်းသာတာဖြစ်တဲ့အတွက်ကြောင့်သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းတွေများတယ်သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းတွေများတဲ့အတွက်သူ့မိဘတွေကလည်းအသက်ကြီးပြီနော်ဒီတိုင်းပဲပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဒီတိုင်းထားမယ်ဆိုလို့ရှိရင်အလကအလားအသက်နှမျောဖို့ကောင်းတယ်ဆိုပြီးတော့အဲ့ဒီမေဃဆိုတဲ့ယသိကိုလာပြီးတော့ဖျားယောင်းတာတကယ်ချင်းရလာပါလူထွက်ရအောင်ပါမင်းအသက်ငငယ်ရွယ်လေးနဲ့ဘာလို့ဘုန်းကြီးရန်ဒီယသိရဟန်းနေဝတ်ပြီးတရားကျင့်ကြံကြိုးကိုပွားများအားထုတ်နေတာတော့မင်းမှလည်းစီးတဲ့ဥစ္စာပစ္စည်းတွေဒီလောက်ထိများပြားနေတာလူထွက်ပြီးတော့ကာမဂုဏ်ခံစားသမှာကွာပျော်ပျော်နေပျော်ပျော်စားပျော်ပျော်တော့ငါတို့သွားကျင်တာသွားမယ်လဲကျင်တာလဲမယ်ခုခက်လို့ဆိုရင်တော့ဆိုင်ကယ်တစ်စီးနဲ့ရှိမှာပေါ့နော်ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးနဲ့ဒါမျိုးနေမှာပေါ့အရက်သေးတာတောက်စားမူးယူပြီးတော့နော်အဲ့ဒီခက်တုံးကတော့ဒါဆိုင်ကယ်တွေကားရတော့ပေါ့ခြေချင်းပဲသွားကြသလားတော့မသိဘူးအဲ့ဒါလိုဖျားယောင်းလာတော့အဲ့ဒီမေဃဆိုတဲ့ယသိလေးဟာဘလို့ဖြစ်သွားသလဲဆိုတော့လူထွက်သွားတယ်တဲ့လူထွက်သွားပြီးတော့တငယ်ချင်းနဲ့တူသူတို့လူဘဝတုန်းကပိုင်ဆိုင်ခဲ့တဲ့စီစဉ်ဥစ္စာတွေကိုသုံးဖြုံးပြီးတော့တောက်စားမူးယူပျော်ပါလိုက်တာနောက်ဆုံးကြတော့စီစဉ်ဥစ္စာတွေကုန်မသွားဘူးလားကုန်သွားတယ်ဒီတဲ့ဥစ္စာတွေကုန်သွားတယ်နော်ဒီတဲ့ဥစ္စာဆိုတာဟာတိုးပွားအောင်လုပ်တတ်မှတိုးပွားအောင်မလုပ်တတ်လို့ရှိရင်နော်တနေ့နဲ့တစ်ချိန်ချိန်မှာကုန်တာပဲနော်ကုန်တာပဲစီစဉ်ဥစ္စာဆိုတဲ့သဘောတရားကကုန်ခန်းတတ်တဲ့သဘောတရားရှိတယ်အဲ့ဒါလို့ရှိတယ်အဲ့တော့သူမေရာရှင်သေးလေးဒီသူမေရာရှင်သေးလေးတပါးတဲ့ဓမ္မိကတောင်မှကြံခဲ့တဲ့အချိန်မေဃဆိုတဲ့ယသိကလည်းလူထွက်သွားပြီးလူဘဝလူထွက်သွားတော့သူပိုင်ဆိုင်သမျှပစ္စည်းတွေကိုတောက်စားမူယူပျော်ပါပြီးတော့သုံးပြုံးလိုက်တာမိဘနှစ်ပါးမှာပိုင်ဆိုင်စရာဘာမှမရှိတော့အောင်ကိုဆင်းရဲမွဲတေသွားတယ်တဲ့ဒီလိုဆင်းရဲမွဲတေသွားတာကိုမြင်တော့ဘယ်လိုသူ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကြီးကလည်းဒီစိတ်နဲ့ပဲစိတ်မကောင်းခြင်းကြီးသွားတယ်သူ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကြီးကလည်းသေဆုံးသွားတယ်နော်သူပဲဖြစ်တဲ့ပုဂ္ဂိုလ်ကြီးကလည်းသေဆုံးသွားတော့နောက်ဆုံးကြတော့သူ့အမေနဲ့သူ့သားနှစ်ယောက်ပဲကျန်တော့တယ်အမေဖြစ်တဲ့ပုဂ္ဂိုလ်ကဒီဘဝမှာမြို့ထဲမှာတောင်းမနေနိုင်တော့ဘူးသူတို့ပိုင်းဆိုင်တဲ့လဲရချမ်းပြေးလေးလည်းရောင်းပြီးတော့နောက်ဆုံးတော့မြို့အပြင်လေးမှာတဲလေးထိုးပြီးတော့အကျော်လေးရောင်းရတဲ့ဘဝထိကိုရောက်သွားတယ်တဲ့ဒါတောင်မှမေဃဆိုတဲ့ဒီပုဂ္ဂိုလ်ကတောက်စားမူယူပျော်ပါသုံးဖြုံးတာတွေကိုရက်သေးလားဆိုတော့မရက်သေးဘူးသူ့အမေကအကျော်လေးတွေရောင်းတယ်အကျော်လေးတွေရောင်းလို့ရလာတဲ့ပတ်စံလေးတွေကိုဒီကောင်ငနေကသွားပြီးတော့အရဖို့တောင်းတယ်နော်အရဖို့တောင်းတယ်မနေ့ခင်းတစ်ခုမှာပေါ့မနေ့ခင်းတစ်ခုဆိုတော့ဝေးလေးနှင်းလဲကြာနေတဲ့အချိန်ဖြစ်လိမ့်မယ်စောစီစီမနေ့ပိုင်းပူနွေးလေးအကျော်တွေစားဖို့အတွက်သူ့အမေဖြစ်တဲ့ပုဂ္ဂိုလ်ကမနေ့စောစီစီထားပြီးတော့အကျော်တွေကြော်နေတဲ့အချိန်မှာအားဖြစ်တဲ့ပုဂ္ဂိုလ်ကဘယ်ကနေဘယ်လိုရောက်လာသလဲမသိမနေ့စောစီစီမူယူနဲ့သူ့အမေစီမှာလာပြီးတော့အရဖို့တောင်းတာဘယ်လိုတောင်းသလဲဆိုတော့အမေရဖို့ပေးပေါ့ဟာမပေးနိုင်ပါဘူးသားရဲ့ရှိလည်းမရှိဘူးအမေပေးပြအကျုပ်ရက်တောက်ခြင်းနဲ့လုံးမရှိဘူးတာရဲ့သွားသမားငါမနေ့စောစီစီဒေးကမယောင်းရသေးရတဲ့မယောင်းရတဲ့ကြားတဲ့
ငကူမဈေးကမပေါက်သေးပါဘူးဆိုမှနင်းကလည်းသွားသမားဒါမျိုးသူ့သားကိုနှင်လော့ထားနှင်လော့ယုံနဲ့မကားပဲနဲ့သူ့အမေဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းသူ့သားကိုကြောက်အောင်လန့်အောင်ဆိုပြီးတော့အနိနာမှာရှိတဲ့မိဘငါနားကထင်းစားကိုဆွဲပြီးတော့မထိအောင်ဒီတိုင်းလေးပဲပြစ်လိုက်တာသူ့သားဖြစ်တဲ့ပုဂ္ဂိုလ်နည်းနည်းလေးအသားလေးတော့ထိသွားမှာပေါ့သားဖြစ်တဲ့ပုဂ္ဂိုလ်ကအသားလေးတွေထိသွားတော့နည်းနည်းနာသွားတော့ဒီကလေးကမူးယူနေတဲ့အချိန်ကိုမူးယူနေတဲ့အချိန်ဆိုတော့လူစိတ်မရှိတဲ့အချိန်သူ့မေကသူ့ကိုမချစ်လို့ပြစ်တယ်အမေဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့ကိုအရဖိုးလည်းမပေးဘူးနောက်ပြီးတော့သူ့ကိုလည်းမချစ်ဘူးထင်းစားလည်းပြစ်တယ်ဆိုတာကိုသားဖြစ်တဲ့ပုဂ္ဂိုလ်ကအကြီးကျယ်စိတ်ဆိုးပြီးတော့သူ့အမေဖြစ်တဲ့ထင်းတုပ်ကိုကောက်ပြီးတော့သူ့အမေကိုပြန်ပြစ်လိုက်တာဒီချိန်မှာသူ့အမေကိုဘယ်နေရာမှန်းသွားသလဲဆိုတော့သူ့အမေကမိဖို့ဘေးနာကုန်းပြီးတော့မိမုတ်နေတဲ့အချိန်နောက်ဆက်ကိုပိတ်မှန်လိုက်တော့သူ့အမေလည်းအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးသေသွားတယ်ပွဲချင်းပြီးသေမသွားဘူးလားသေသွားတယ်နော်လူဘဝတော်ကအင်မတန်မှချမ်းသာတဲ့မိကားဆိုတဲ့တထေသားဟာယသိဘဝကနေလူထွက်ပြီးတော့အပေါင်းအသင်းမှားပြီးတော့တောက်စားမူယူပျော်ပါပြီးတော့သုံးပြုံးလိုက်တာတထေသားဘဝကနေသူဆင်းရဲသားဘဝမရောက်ဘူးလားရောက်တယ်နောက်ဆုံးကြတော့အဖေလဲသေးအမေလဲသေးတကောင်ကျွဲ့သူဆင်းရဲသားအဲ့ဘဝကနေတူပြောကြပါသူအဲ့ဘဝကနေသေလိုက်တော့ဘယ်ဘဝကိုရောက်တယ်လဲဆိုတော့ငရဲကြတယ်ဘယ်ရောက်သွားတော့ငရဲကြတယ်ဆိုတာငရဲပြေကငရဲကြီးရှစ်ထပ်ရှိတယ်နော်ငရဲကြီးရှစ်ထပ်မှာအဝီဒီငရဲဆိုတာရှိတယ်အဝီဒီငရဲဆိုတာကအောက်ဆုံးထပ်ဖြစ်တဲ့အတွက်သူကတက်တန်းလဲပို့ပြီးတော့ရှည်တယ်ပို့ပြီးတော့ဒုက္ခတွေလည်းကြီးတယ်ပို့ပြီးတော့ဥယျာဉ်အရေးအတွက်လည်းများတယ်ကျေပြန့်တယ်ပေါ့အဲ့ဒီအဝီဒီငရဲမှာကြားလိုက်တာဘယ်အချိန်ဘယ်ကာလမှာပြန်လော့လာတယ်လဲဆိုရင်အဲ့ဒီမိကဆိုတဲ့တထေသားလေးဟာလူဘဝမှာအမေကိုတတ်ခဲ့တဲ့ကန်းနဲ့ငရဲကြသွားလိုက်တာဘယ်လောက်ထိကြသွားသလဲဆိုလို့ရှိရင်လေးတင်ချေနဲ့ကဘာတသိန်းအဲ့တော့လေးတင်ချေနဲ့ကဘာတသိန်းကာလကြာအောင်ငရဲထဲမှာကြာနေတာဆိုတော့ကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းတယ်နော်ဟိုမှာတငယ်ချင်းဖြစ်တဲ့ပုဂ္ဂိုလ်ကအဲ့ဘဝမှာစုပန်တာတော့တူတူပဲတငယ်ချင်းတယောက်ကဘုရားစုပန်တယ်သူကယဟန္တာစုပန်တယ်ဘုရားစုပန်တဲ့ပုဂ္ဂိုလ်ကဒီမှာပါရမီတွေဒါနပါရမီသီလပါရမီစတဲ့ပါရမီတွေဖြည့်ပြီးတော့ဘုရားဖြစ်ဖို့အတွက်သူမှကြိုးပမ်းနေတဲ့အချိန်မှာယန္တာဖြစ်ဖို့အတွက်စုပန်ခဲ့တဲ့ဒီမေဃဆိုတဲ့တထေသားကသင်ရဲ့ငရဲကြသွားတယ်ငရဲကြသွားတာဘယ်လောက်ထိကြလိုက်တယ်လဲဆိုတော့လေးသိန်းချီနဲ့ကဘာတသိန်းတောင်ကြသွားတာအဲဒါလိုလေးသိန်းချီနဲ့ကဘာတသိန်းကြသွားတယ်ဆိုတော့ဒါဟာစောနာကရေမျောသမားပုဂ္ဂိုလ်တွေနဲ့ပြန်ပြီးတော့ဥမာပေးလိုက်မယ်ဆိုရင်ရေအောက်ထဲကိုပြန်မြုပ်သွားတာကံကောင်းထောင်းမလို့သူဟာလူဘဝမှာအဲ့ဒီပင်ကရာမြတ်စွာဘုရားရှင်လက်ထက်မှာမေဃဆိုတဲ့တထေသားတစ်ယောက်ဖြစ်မလာဘူးလားဖြစ်လာတယ်ကံကောင်းထောင်းမလို့ရေပေါ်ကိုပေါ်လာတယ်အကုသိုလ်ကံတွေလှုပ်လိုက်တော့ရေထဲကိုပြန်မြုပ်သွားဘူးလားမြုပ်သွားတယ်ဒုဒကရကမှာပေါင်းသူတော်ကောင်းတို့ရောငရဲလိမ့်စံပြိတ္တာသူတကယ်ဆိုတော့ဒီရေအောက်ကိုမြုပ်ရှင်တဲ့လူရှိရဲ့လားမရှိဘူးဆိုလို့ရှိရင်အကုသိုလ်တွေရှောင်ဖို့မလိုဘူးလားအကုသိုလ်တွေလုံးနေပြီဆိုလို့ရှိရင်တော့ငရဲလိမ့်စံပြိတ္တာသူတကယ်ဒီပုဂ္ဂိုလ်ဒီဘုံတွေကိုကြမှာပဲမဟုတ်ဘူးလားကြားမယ်30ဘုံမှာငရဲလိမ့်စံပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးဘုံနဲ့ကောင်းတဲ့လူဘုံနဲ့ဘုံမြမဘုံနဲ့29ဘုံနဲ့ဘယ်ဘုံမှာရှိတဲ့ပုဂ္ဂိုလ်တွေကပုံများမယ်လို့ထင်တော့ငရဲလိမ့်စံပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးဘုံမှာရှိတဲ့ပုဂ္ဂိုလ်တွေကပုံများတယ်နော်ဘုံအားဖြင့်နာကောင်းတဲ့ဘုံတွေက29ဘုံရှိတယ်ဆိုပေမဲ့မကောင်းတဲ့၄ဘုံမှာရှိတဲ့ပုဂ္ဂိုလ်တော်တွေကပုံများတယ်ဦးဇင်းတို့ဒီကဘာကြီးမှာဆိုလို့ရှိရင်ကဘာကြီးရဲ့ကုန်းမြေနဲ့ရေမြေနဲ့ဆိုလို့ရှိရင်ဘယ်ကပုံများတော့ရေမြေကပုံများတယ်ရေပြင်ကကဘာကြီးရဲ့81ရာခိုင်နှုန်းနော်ကုန်းမြေက29ရာခိုင်နှုန်းပဲဆိုတော့3ပုံပုံတစ်ပုံပဲရှိတာ3ပုံပုံတစ်ပုံပဲရှိတာဆိုတော့ဦးဇင်းတို့ကုန်းပေါ်မှာနေတဲ့လူသားတွေကိုကြည့်လိုက်မယ်ဆိုရင်လူသားတွေကကဘာပေါ်မှာဆိုရင်8ဘီလီယံလို့ခေါ်တော့တန်ပေါင်း8000လောက်ပဲရှိတယ်နော်ဒါလူကြီးကတန်ပေါင်း8000ပဲရှိတယ်ဦးဇင်းတို့ဒီတိရစ္ဆာန်တွေဆိုလို့ရှိရင်နိုင်ငံတစ်နိုင်ငံမှာရှိတဲ့တိရစ္ဆာန်တွေကိုရေတွက်လိုက်မယ်ဆိုရင်ရေတွက်လို့ကုန်ပါမလားမကုန်ဘူးခါကျင်အောင်တုံကြည့်လိုက်ဘယ်လောက်ရှိမလဲပြည့်စိတ်ချင်းတစ်ချင်းကြည့်လိုက်ချအောင်တုံကြည့်လိုက်နွားတွေကြည့်လိုက်ခွေးကြောင်ကျင်းငယ်ကြည့်လိုက်အပေါ်မှာပြန်နေတဲ့ငှက်တွေကြည့်လိုက်နော်ဒါအကုန်းပေါ်မှာရှိတဲ့မြင်ရတဲ့သတ္တဝါတွေရှိသေးတာရေထဲမှာရှိတဲ့ငါးတွေပဇွန်တွေလိတ်တွေနော်29ရာခိုင်နှုန်းပဲရှိတဲ့ကုန်းပေါ်မှာရှိတဲ့သတ္တဝါတွေတောင်ဒီလောက်များနေမယ်ဆိုရင်81ရာခိုင်နှုန်းရှိတဲ့ရေထဲမှာရှိတဲ့ငါးတွေပဇွန်တွေလိတ်တွေကုန်းတွေကြောက်တွေဒါမျိုးတွေပုံများနိုင်ဘူးလားပုံများနိုင်တယ်ဒါကြောင့်မလို့ငရဲလိမ့်စံပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးဘုံမှာကြာနေတဲ့ပုံကိုယ်တွေနဲ့ကောင်းတဲ့လူဘုံနတ်ဘုံမြမဘုံမှာရောက်နေတဲ့ပုံကိုယ်တွေနဲ့ဘယ်ဘုံကပုံကိုယ်တွေကပုံများမထင်တော့ငရဲလိမ့်စံပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးဘုံမှာကြာနေတဲ့ပုံကိုယ်တွေကပုံများတယ်နော်ဒါကြောင့်မလို့အဲ့လိုပုံကိုယ်တွေကမျောသွားတဲ့ပုံကိုယ်တွေကမြုပ်သွားပြီကံကောင်းထောင်းမှလို့လူဘဝကြီးကိုပေါ်လာပြီးတော့အကုသိုလ်မကောင်းမှုတွေကိုလှုပ်တော့ပြန်မြုပ်မသွားဘူးလား
ပြန်မြုပ်သွားတယ်ဒီမေဃဆိုတဲ့တထေသားလေးဟာလူဘဝမှာမကောင်းတာတွေကိုပြန်လုံလိုက်တော့အဝိဇ္ဇငရဲမှာလေးသိန်းချင်းတဲ့ကဘာတသိန်းဆိုတဲ့ကာလပတ်လုံးမြုပ်မသွားဘူးလားမြုပ်သွားတယ်အဲ့ဒီမြုပ်သွားတဲ့ဘဝကနေပြီးတော့သူ့အမေကိုတတ်ခဲ့တဲ့အကုသိုလ်ကံဝက်ကြွေးတွေကုံလာတော့ဒီလူဘဝမှာဘယ်နေရာမှာလာပြီးတော့ပြန်ဖြစ်တယ်လဲဆိုတော့ရာဇကြိုမြို့နှစ်ဘေးကဒီပင်လယ်ပြင်ကြီးထဲမှာတိမင်္ဂလာဆိုတဲ့ငါးကြီးလာဖြစ်တယ်ဘာလာဖြစ်တော့ငါးကြီးလာဖြစ်တယ်ဒီမေဃဆိုတဲ့တထေသားကသူ့မိဘကိုတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ငရဲကိုကြာသွားတယ်ဒါပေမဲ့ငရဲကကျွတ်လာတော့ငရဲကလော့လာတော့သူ့မှာအကုသိုလ်ဝကြွေးတွေကုန်သေးရဲ့လားမကုန်သေးဘူးငရဲကလော့လာတော့အကုသိုလ်ဝကြွေးတွေမကုန်သေးတော့တိရစ္ဆာန်ထပ်မဖြစ်ဘူးလားထပ်ဖြစ်တယ်ပင်လယ်ထဲမှာတိမင်္ဂလာဆိုတဲ့လူသားစားငါးကြီးဖြစ်တယ်ငါးကြီးတွေအကြီးတွေရှိမှာပေါ့ဒီနေ့ခက်လို့ဆိုလို့ရှိရင်တော့ဝေလာငါးတို့လင်းပိုင်းတို့ဘာညာတာကအကြီးတွေရှိမှာပေါ့လူသားစားငါးကြီးတွေဘယ်လောက်ဒီလူသားတွေစားတယ်လဲဆိုရင်ပင်လယ်ပြင်နဲ့ဖြတ်သွားတဲ့သင်္ဘောတွေကိုမှောက်အောင်တိုက်ခိုက်ပြီးတော့သင်္ဘောတွေများမြုပ်သွားပြီဆိုရင်ပေါ်လောပေါ်နေတဲ့ငါးပေါ်ပေါ်လောပေါ်နေတဲ့လူတွေကိုအကောင်လိုက်ဝါစားတာနော်ဒီမင်္ဂလာငါးကြီးတွေကအဲ့ဒါလိုပဲရာဇကြိုမျိုးထဲမှာလည်းရာဇကြိုမျိုးသူမျိုးသားတွေကဒီပင်လယ်ပြင်ထဲမှာတိမင်္ဂလာငါးကြီးအင်မတန်မှတောင်းကျမ်းနေတယ်ဆိုတဲ့သတင်းတွေကကြားနေရတယ်တဲ့ပင်လယ်ပြင်သွားခရီးသွားပုဂ္ဂိုလ်တွေကပင်လယ်ပြင်ထဲမှာသွားတဲ့ခရီးသွားပုဂ္ဂိုလ်တွေကငါတို့ပင်လယ်ပြင်ထဲသွားတဲ့အခါခုခက်လို့စစ်တပ်ရေရင်တွေဟုတ်ချင်မှဟုတ်မယ်အခက်တုံးကနော်အခက်တုံးကရွက်လွတ်နဲ့သင်္ဘောတွေရှိမှာပေါ့ရွက်လွတ်နဲ့သင်္ဘောတွေရွက်လွတ်သင်္ဘောတွေဆိုတော့အဲ့ဒါလိုပဲပင်လယ်ပြင်ထဲသွားတဲ့ခရီးသွားပုဂ္ဂိုလ်တွေကိုအဲ့ဒီတိမင်္ဂလာငါးကြီးကနှောက်ရှက်ဖြစ်စည်းနေတာတဲ့တနေ့တော့ကြတော့ရာဇယိုပြေကပုံသေးတွေကသင်္ဘောတစ်စီးနဲ့အဲ့ဒီပင်လယ်ပြင်ကြီးကိုဖြတ်သွားတဲ့အချိန်မှာတိမင်္ဂလာငါးကြီးနဲ့တွေ့ပါလေရောအဲ့ဒီတိမင်္ဂလာငါးကြီးကတိမင်္ဂလာငါးကြီးကပင်လယ်ပြင်ထဲမှာတွေ့တော့ငါတို့တော့စားရတော့မယ်ဒီမှာရှေ့မှာတော့သင်္ဘောတစ်စီးတော့လာနေပြီဒီသင်္ဘောကိုရိုက်ခတ်ပြီးတော့ဒီသင်္ဘောကျိုးပဲ့ပစ္စည်းသွားလို့ရှိရင်သင်္ဘောမှာပါတဲ့လူတွေတော့ငါစားရပြီဆိုပြီးတော့ရောရွှေမြူးရုနဲ့ရေထဲအောက်ကိုဆင်းလိုက်ပေါ်ကိုခုံလိုက်အောက်ကိုဆင်းလိုက်ပေါ်ခုံလိုက်နဲ့ရေထဲမှာပျော်ရွှင်မြူးရုပြီးတော့သူ့အတွက်အစာစားဖို့မြင်ပြီကိုအဲ့ဒါလိုမြင်လိုက်တဲ့အချိန်မှာဖေးကအဝေးကနေပြေးလာနေတဲ့တိမင်္ဂလာငါးကြီးကိုသင်္ဘောပေါ်ကရာဇကြိုမျိုးသူမျိုးသားတွေကမြင်တော့ဟိုမှာတော့တိမင်္ဂလာငါးကြီးတော့လာပြီတိမင်္ဂလာငါးကြီးလာလို့ရှိရင်ငါတို့သင်္ဘောလဲမောက်ပြီးတော့ငါတို့သင်္ဘောပေါ်မှာပါတဲ့လူတွေအားလုံးလည်းအကုန်လုံးတေးကြီးပစ္စည်းကြရမှာတေးကြီးပစ္စည်းကြရမှာဖြစ်တဲ့အတွက်ငါတို့တော့မဖြစ်ဘူးသေမဲ့အတူတူတော့နောက်ဆုံးငါတို့ဖရာတရားတာပြီးတော့သေမှာဖြစ်လိမ့်မယ်ဆိုပြီးတော့ဘုရားတရားတာပြီးတော့သေမှာဖြစ်လိမ့်မယ်ဆိုပြီးတော့တာဘလို့တာတယ်လဲဆိုတော့ငါတို့ရာဇကြိုတာဝတိပြေမှာရှိတဲ့မြတ်စွာဘုရားရှင်ရှိရာအရက်ကိုအားလုံးညီညာစုပေါင်းပြီးတော့လက်အုပ်ချီးမိုးကြအားလုံးတန်ပြန်ဆိုကြတယ်ဘလို့ဆိုတယ်လဲဆိုတော့ဂေါရမနွယ်ဘွားရှင်တော်မြတ်ဘုရားတပည့်တော်တို့ဟာပင်လယ်ပြင်ထဲမှာတိမင်္ဂလာငါးကြီးရဲ့ရင်ဆိုင်တွေ့ပြီးတော့ဒုက္ခတွေကြုံတွေ့နေရပါပြီဂေါရမနွယ်ဘွားရှင်တော်မြတ်ဘုရားတပည့်တော်တို့ကိုကယ်တော်မူပါဆိုပြီးတော့ဥသုံးချိန်ချပြီးတော့ဂေါရမနွယ်ဘွားရှင်တော်မြတ်ဘုရားဂေါရမနွယ်ဘွားရှင်တော်မြတ်ဘုရားလို့အော်လိုက်တဲ့တန်ကိုဒီရေထဲမှာရှိတဲ့တိမင်္ဂလာငါးကြီးကကြားတော့တိမင်္ဂလာငါးကြီးကဒီအတန်လဲကြားရောချက်ချင်းနောက်ကိုဆုတ်သွားတယ်တဲ့ဒီဂေါရမဆိုတဲ့အတန်ကိုကြားလိုက်တော့ဒီတိမင်္ဂလာငါးကြီးရဲ့နားထဲကိုတန်ရေဘူးတွေနဲ့လောင်းထဲလိုက်သလိုဖြစ်သွားတယ်အဲဒါလိုတန်ရေဘူးတွေနဲ့လောင်းတက်လိုက်ပြီးတော့ငါးကြီးကစဉ်းစားမှာပေါ့ငါးကြီးကတော့စဉ်းစားတဲ့ချိန်မှာစဉ်းစားရလိမ့်မယ်နော်သူကတော့တိရစ္ဆာန်ဆိုတော့စဉ်းစားတဲ့ချိန်မှာစဉ်းစားရလိမ့်မယ်ငါဒီဂေါရမဆိုတဲ့အတန်ကိုကြားဘူးတယ်ဂေါရမဆိုတဲ့အတန်ကိုကြားဘူးတယ်ငါရင်းနေကိုကြားဘူးတယ်ဒါလူဆိုရင်တော့ဒီလိုတွေးမှာပေါ့ဒါပေမဲ့ဒီတိမင်္ဂလာငါးကြီးဟာဂေါရမဆိုတဲ့သင်္ဘောသားတွေရွတ်ဆိုလိုက်တဲ့အတန်ကိုကြားပြီးတော့နောက်ပြန်ဆုတ်သွားပြီးတော့အနေကနေစာပြီးတော့တခြားသောပုဂ္ဂိုလ်တွေကိုလည်းတတ်ချင်ဖြတ်ချင်သိမရှိတော့ဘူးတဲ့လူတွေကိုလည်းတတ်ပြီးတော့မစားတော့ဘူးတခြားသောငါးတွေကိုလည်းတတ်ပြီးတော့မစားတော့ဘူးသူ့မှာအဲ့ဒီဂေါရမဆိုတဲ့အတန်ကိုကြားပြီးကြတဲ့ကသူ့စိတ်ထဲမှာတမျိုးကြီးဖြစ်ပြီးတော့အဲ့ဒီကြတဲ့ကအစာမစားရေမတောက်ဖဲနဲ့နေလိုက်တာနောက်တစ်ပတ်10ရက်လောက်ကြာတော့အဲ့ဒီတိမင်္ဂလာငါးကြီးလည်းငါးဘွားကနေတည်သွားတယ်ငါးဘွားကနေတည်မသွားဘူးလားတည်သွားပြီနော်မေဃတထေသားဟာနံပါတ်1သူ့မေကိုတတ်ခဲ့တဲ့ပြစ်ကြောင့်ငရဲကြတယ်ငရဲကနေလောလာတော့တိမင်္ဂလာငါးကြီးဖြစ်တယ်တိမင်္ဂလာငါးကြီးဖြစ်ပြီးတော့တိမင်္ဂလာငါးကြီးဘွားကနေတည်လဲတည်ရောဘယ်ချိန်မှာတိမင်္ဂလာငါးကြီးဘွားကနေတည်ပြီးတော့ဘယ်လိုပုဂ္ဂိုလ်ဖြစ်လာလဲဆိုတော့မြတ်စွာဘုရားရှင်လောကမှာပွင့်ထွန်းနေတဲ့အချိန်တာဝတိပြေမွန်ဇေတဝန်အကြောင်းမှာမြတ်စွာဘုရားရှင်ကသတင်းသုံးနေတော်မူတဲ့အချိန်တာဝတိမြို့တဲကတထေးကြီး2ဦးရဲ့အိမ်မှာသွားပြီးတော့ကလေးတစ်ယောက်ဖြစ်မွေးဖွားလာတယ်နော်အဲ့ဒီကလေးဟာလူဘဝက
အဲ့ဒီကလေးဟာအတိတ်ဘဝကမွေးဖွားလာတဲ့လူမှန်းသိတတ်တဲ့အရွယ်ကနေစပြီးတော့ဇာတိတ္တရဉာဏ်ကိုရတယ်တဲ့ဇာတိတ္တရဉာဏ်ရတယ်ဆိုတာကမိမိတို့ရဲ့အတိတ်ဘဝတွေကိုပြန်ပြီးတော့မြင်နိုင်သိနိုင်တဲ့ဉာဏ်ကိုဇာတိတ္တရဉာဏ်လို့ခေါ်တယ်နော်အဲ့လိုဇာတိတ္တရဉာဏ်ကိုရတယ်ဒီကလေးလေးကလူမှန်းသိတဲ့စာအရွယ်ကနေစပြီးတော့အဲ့လိုဇာတိတ္တရဉာဏ်တွေကိုရခဲ့တဲ့အတွက်ကြောင့်ငါလွန်ခဲ့တဲ့၄သိန်းချင်းနဲ့ကမ္ဘာတသိန်းကာလကငါအမေကိုတတ်ခဲ့တဲ့မကောင်းမှုအကုသိုလ်ကံကြောင့်ငါတို့ဟာငရဲမှာ၄သိန်းချင်းနဲ့ကမ္ဘာတသိန်းကြတယ်ပြီးတော့ဝကြွေမကုံသေးတော့ပင်လယ်ထဲမှာတိမင်္ဂလာငါးကြီးဖြစ်တယ်အခုတော့ငါရဲ့အကုသိုလ်ကံဝကြွေတွေကုံလာလို့ဆိုပြီးတော့ငါရဲ့အကုသိုလ်ကံဝကြွေတွေကုံလာလို့လူဘဝမှာလူပြန်လာဖြစ်တယ်အကုသိုလ်ဆိုတာအင်မတန်မှကြောက်ဖို့ကောင်းပါလားဒီနေ့မှစပြီးတော့ငါအကုသိုလ်မှန်ရင်ဘယ်အကုသိုလ်မှမလုပ်တော့ဘူးဆိုပြီးတော့အဲ့ဒီလူမှန်သိတဲ့အရွယ်ကနေစပြီးတော့မကောင်းမှုအကုသိုလ်တွေကိုမလုပ်တတ်လို့မကောင်းမှုအကုသိုလ်တွေမလုပ်လို့ဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်လေးကိုနာမည်မဲ့တဲ့နေ့မှာဘယ်လိုပေးလဲဆိုတော့ဓမ္မရုစီယတဲ့ဓမ္မရုစီယဘယ်လိုလဲအဲ့ဒီဓမ္မရုစီယမတဲ့ဓမ္မရုစီယဆိုတဲ့ကလေးလေးဟာ9နှစ်အရွယ်ကိုလည်းရောက်လာတဲ့နေ့ကျတော့သူ့အဖေဖြစ်တဲ့ပုံနာကြီးကမြတ်စွာဘုရားရှင်ထံကိုသွားပြီးတော့တရားနာဖို့ညနေခင်းတစ်ခုမှာပေါ့မြတ်စွာဘုရားရှင်ကတရားဝဲရှိတယ်သူ့အဖေကညနေမှာအင်ကြီးအဝတ်စားလေးတွေလဲပြီးတော့ပြင်ဆင်နေတယ်ဒီချိန်မှာ9နှစ်အရွယ်ရှိတဲ့ဓမ္မရုစီယဆိုတဲ့ကလေးလေးကသူ့အဖေကိုမေးတယ်အဖေဘယ်သွားမလို့လဲပေါ့အစိုးတွေအင်ကြီးတွေလည်းပြင်လို့ကလေးလေးကငငယ်လေးတော့ဒါပေမဲ့ပညာရှိတဲ့ပုဂ္ဂိုလ်လေးအစိုးရလည်းပြင်လို့အဖေဘယ်သွားဖို့လဲဆိုတော့ဟာသားရဲ့ဇေတဝန်ကျောင်းသွားမလို့ဖះထံသွားပြီးတော့တရားနာမလို့ဟာအဲ့ဆိုလို့ရှိရင်ဖေတတ်ရောလိုက်လို့မရဘူးလားမလိုက်ပါနဲ့ကွာမင်းဟိုရောက်လို့ရှိရင်မင်းတရားနာမှလည်းမဟုတ်ဘဲနဲ့အိမ်ငိုက်နေမှာပေါ့နော်ဒါမျိုးတချို့တော့အိမ်ငိုက်နေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားနော်မင်းလိုက်မနေပါနဲ့ကွာတရားဝဲရောက်လို့ရှိရင်မင်းအိမ်ငိုက်နေမဲ့ပုဂ္ဂိုလ်ပါမရဘူးလိုက်မယ်ပေါ့ဖះဆိုတဲ့အကြံဖះဆိုတဲ့အတန်ကိုကြားသွားလိုက်တဲ့ချိန်မှာဒီဓမ္မရုစီယဆိုတဲ့ကလေးလေးဟာဖះဆိုတဲ့အတန်ကိုကြားလိုက်တဲ့ချိန်မှာဖះကိုအင်မတန်မှတွေးကျင်သွားတယ်နောက်ပြီးတော့ဂေါရမဆိုတဲ့အတန်ကိုလည်း तू ကအတိတ်ဘဝကကြားခဲ့ဘူးတာကိုသူတို့အတိတ်ဘဝတုန်းကဂေါရမ तू ကဂေါရမမြတ်စွာဘုရားဖြစ်မယ် तू ကယန္တာဖြစ်မယ်ဒါမျိုးနော်ဒါမျိုးသူတို့ကအတူတူစုပန်ခဲ့တာဆိုတော့ဂေါရမဆိုတဲ့အတန်တွေဖះဆိုတဲ့အတန်တွေကသူတို့ယဉ်နေတယ်သူဖေကတရားနာမဲ့သွားတော့ तू ကတရားနာဖို့အတွက်ကျောင်းတော်ကိုလိုက်သွားတယ်တဲ့ဒီချိန်မှာသူ့ဖေကမခေါ်ခြင်းဘူးမခေါ်ခြင်းတော့သူ့မေဖြစ်တဲ့ပုဂ္ဂိုလ်ကကလေးကတငုံငုံတရီကြီးနဲ့ဘုံသားကြီးရဲ့ရှင်ကလည်းခေါ်သွားတဲ့မှာဒီကလေးကငုံငုံကြီးနဲ့မခေါ်ခြင်းမဟုတ်ဟိုရောက်လို့ရှင်လေဒီကောင်တရားနာမဲ့ကောင်မဟုတ်ပြိတ္တတဲ့အိတ်နေမဲ့ကောင်အိတ်ချင်းလဲသိထားလိုက်ပေါ့ဟဲဆိုပြီးတော့သူက၄ရှင်းမိနစ်နဲ့ခေါ်သွားပေါ့ခေါ်သွားဆိုတော့အခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးဟာဒီ9နှစ်အရွယ်ကလေးလေးကိုလက်ကလေးဆွဲပြီးတော့စောစီးသွားကြမြတ်စွာဘုရားတရားဝဲစမှသွားလို့ရှင်နောက်ကနေနေရာရလိမ့်မယ်ရှင်တို့အဲ့ဒါစောစီးသွားတရားဝဲမစခင်သွားတော့မြတ်စွာဘုရားရှင်တန်ကိုသွားပြီးတော့ကဏ္ဍကုတီတိုက်ထဲကိုသွားပြီးတော့ဖူးလို့ရတာပေါ့ဆိုပြီးတော့မြတ်စွာဘုရားရှင်တန်ကိုစောစီးညနေ4နာရီ5နာရီလောက်သွားပြီးတော့မြတ်စွာဘုရားရှင်သတင်းသုံးနေတဲ့ကဏ္ဍကုတီတိုက်ထဲကိုသွားပြီးတော့လက်ဥချီမိုရှ िख ိုးနေတဲ့အချိန်မှာဒီဓမ္မရုစီယဆိုတဲ့9နှစ်အရွယ်ကလေးလေးကမြတ်စွာဘုရားရှင်ကိုမြင်ချင်းချစ်သွားတယ်တဲ့နော်9နှစ်အရွယ်ကလေးလေးကချစ်သွားတယ်ခင်သွားတယ်ကြည်ညိုသွားတယ်ပေါ့ကလေးဆိုတော့ကလေးဘဝနဲ့ဖေပေါ့နော်ဖေတာဖះကိုတားချစ်တယ်ပေါ့ဒါကတော့ကလေးဆိုတော့ကလေးသဘောကလေးပြောရတယ်လို့ပြောမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒါသူတို့မြင်ချင်းတခါမှဒီဘဝမှာတခါမှမတွေ့ဘူးခဲ့တဲ့ပုံကိုယ်တွေကဒီဘဝမှာမြင်ချင်းချစ်မသွားဘူးလားမြင်ချင်းချစ်သွားတယ်လူဘဝမှာရောတချို့တခါမှမမြင်ဘူးမတွေ့ဘူးပဲနဲ့တယောက်နဲ့တယောက်မြင်ချင်းတယောက်နဲ့တယောက်သဘောကျသွားတဲ့အဖြစ်တာရကမျိုးတွေမရှိကြဘူးလားရှိကြတယ်နော်ပုဗ္ဗေဝတဏိဝါသေနပစ္စုပ္ပန္နဟိတေနဝါအဲ့ဒါကိုကြပြလင်္ကာလေးတစ်ပုဒ်ရှိတယ်ဘဝများစွာတန်တရာကအတူတကွနေဘူးကြား၍ထိုမှတပံပစ္စုပန်ဝယ်ပြန်လန်းစာပွားကျေးဇူးများကြောင့်မမမှန်စွာရေနဲ့ကြာတို့မေတ္တာချစ်ရည်ပွင့်ကြသည်တဲ့ဘဝများစွာတန်တရာကအတူတကွနေဘူးကြား၍တဲ့လူတွေဒီဘဝမှာတစ်ခါမှမတွေ့ဘူးပဲနဲ့တယောက်နဲ့တယောက်မြင်ချင်းချစ်ကြတယ်ခင်ကြတယ်ကြိုက်ကြတယ်ခင်မင်ကြတယ်ဆိုတာဟာအတိတ်ဘဝတွေတုန်းကတယောက်နဲ့တယောက်အတူတူတငယ်ချင်းဖြစ်ရင်လည်းဖြစ်မယ်ညီကိုမောင်နှမဖြစ်ရင်လည်းဖြစ်မယ်နော်အရန်ချစ်ရတဲ့မိတ်ဆွေတငယ်ချင်းတွေဖြစ်ရင်လည်းဖြစ်မယ်လင်မယားတွေဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်ဒါမျိုးတွေတန်တရာမှာဆုံခဲ့ဘူးခဲ့တဲ့ပုံကိုယ်တွေကဒီဘဝမှာပြန်ပြီးတော့တွေးလိုက်မယ်ဆိုလို့ရှိရင်လည်းမြင်ချင်းခင်မြင်ချင်းချစ်ဒါမျိုးတွေဖြစ်တတ်တယ်တဲ့နော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဒီဘဝမှာတယောက်ရဲ့ကျေးဇူးကိုတယောက်ကပြုတယ်သူ့ရဲ့လိုအပ်ချက်ကိုကိုကကူညီတယ်ကိုရဲ့လိုအပ်ချက်ကိုသူကကူညီတယ်ဒီလိုမျိုးတယောက်နဲ့တယောက်သူကျေးဇူးပြုကိုကျေးဇူးပြုပြန်အလှန်ကျေးဇူးတွေပြုမယ်ဆိုရင်လည်းလူတွေဟာတယောက်နဲ့တယောက်
ခင်တဲ့မင်းနဲ့ကြတယ်တဲ့ချစ်ခင်တတ်ကြတယ်တဲ့နော်ဒါဟာလူတွေတယောက်နဲ့တယောက်ချစ်ခင်ခြင်းရဲ့အကြောင်းရင်းနှစ်ပါးအဲ့ဒါလိုပဲဓမ္မရုစီယာဆိုတဲ့9နှစ်အရွယ်ကလေးလေးကမြတ်စွာဘုရားရှင်ကိုမြင်ချင်းချစ်သွားတော့ခင်သွားတော့မြတ်စွာဘုရားရှင်ကိုပြောတယ်မြတ်စွာဘုရားရှင်ကိုပုံနာကြီးသူ့ဖေပုံနာကြီးကဘေးမှာရှိတယ်ပေါ့ဖေဖေတာအိမ်ပြန်မလိုက်ချင်တော့ဘူးတဲ့9နှစ်အရွယ်ကလေးလေးကပြောတာနော်အိမ်ကိုတောင်ပြန်မလိုက်ချင်တော့ဘူးတဲ့ဘုရားရှင်ကဟာမင်းပြန်မလိုက်လို့မရဘူးလေကွာမင်းပြန်မလိုက်လို့မရဘူးမင်းက9နှစ်အရွယ်ကလေးလေးပဲရှိသေးတာအာမရဘူးကျုပ်အိမ်ကိုပြန်မလိုက်ရှင်တော့ကျုပ်ဖះနဲ့ပဲဒီဖះရှင်နဲ့ပဲတူတူနေခြင်းနဲ့အာသားဒီလိုတော့မလုပ်နဲ့လေကွာမင်းဒီဖះရှင်နဲ့တူတူနေခြင်းနဲ့ဆိုလို့ရှိရင်မင်းဒီလိုတော့နေလို့မရဘူးမင်းကိုရင်ဝက်မှရမယ်အာရတယ်ကိုရင်ဝက်မယ်ဒါဆိုရင်ကျုပ်ဖះနဲ့တာအတူနေရမယ်ဆိုရင်ကိုရင်ဝက်မယ်ဆိုတော့ကဲဟုတ်ပါပြီကွာမင်းကိုရင်ဝက်ချင်လို့ရှိရင်ငါးတယောက်တည်းနဲ့လည်းမပြေဘူးမင်းအမေလည်းရှိသေးတယ်ကဲအဲ့ဆိုအိမ်ကိုပြန်ကြအောင်ဆိုဆိုပြီးတော့အိမ်ရောက်တော့တိုင်မင်းတာမိဘနှစ်ပါးတိုင်မင်းတော့မိဘနှစ်ပါးလုံးကကိုရင်လေးငယ်သေးတယ်နော်ကိုရင်လေးငယ်သေးတယ်ဆိုတော့ကိုရင်လေးပေးမွေးချင်းသေးဘူးဒါပေမဲ့ဒီကလေးလေးကတငုံငိုတရီနဲ့နောက်ဆုံးထမင်းမစားဟင်းမစားနဲ့မိဘတွေကိုဆန္ဒပြတော့နောက်ဆုံးမိဘနှစ်ပါးကလျှော်ပေးလိုက်ရတာနော်လျှော်ပေးလိုက်ရတော့ဒီကလေးလေးဟာ9နှစ်အရွယ်နဲ့ကိုရင်လေးဖြစ်လာတယ်ကိုရင်လေးဖြစ်လာတော့လူဘဝကဓမ္မရုစီယဆိုတဲ့ကလေးလေးဟာတာမဏေဖြစ်လာတော့လေဓမ္မရုစီယဆိုတဲ့တာမဏေဖြစ်မလာဘူးလားဖြစ်လာတယ်နော်အဲ့လိုတာမဏေလေးဖြစ်လာတော့မြတ်စွာဘုရားရှင်ကရှင်သာရိပုတ္တရာကိုတာမဏေပြုခိုင်းပြီးတော့ရှင်သာရိပုတ္တရာကိုမိန့်တယ်จิตသာရိပုတ္တရာတဲ့ဒီ9နှစ်အရွယ်ဓမ္မရုစီယဆိုတဲ့ဒီတာမဏေလေးကိုမင်းသေချာကမ္မထန်နီးတွေပေးပြီးတော့မင်းသေချာကောင်းကောင်းဆောင်ပြုစုဆောင်ရှောက်လိုက်ဒီကလေးလေးဟာယန္နာဖြစ်မဲ့ပုဂ္ဂိုလ်ဘာဖြစ်မဲ့ပုဂ္ဂိုလ်လဲယန္နာဖြစ်မဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်မင်းဒီကလေးလေးကိုကောင်းကောင်းပြုစုဆောင်ရှောက်လိုက်ဆိုတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကကောင်းကောင်းပြုစုဆောင်ရှောက်ပြီးတော့ကမ္မထန်နေပေးပြီးတော့တရားထိုင်တဲ့ချိန်ထိုင်သီလကျင့်တဲ့ချိန်ကျင့်ဒါနပြုတဲ့ချိန်ပြုနော်အဲ့လိုမျိုးကောင်းကောင်းပြုစုဆောင်ရှောက်လိုက်တာအဲ့ကလေးလေးဟာဒီရပိုင်းအတွင်းမှာပဲအတိတ်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့ပြန်လဲအကျိုးပေးမှုကြောင့်အဲ့ဒီကလေးလေးဟာအဲ့ဒီ9နှစ်အရွယ်တာမဏေဝဝချင်းမှာပဲယန္နာဖြစ်သွားတယ်တဲ့နော်ယန္နာဖြစ်သွားတယ်ဆိုတာလောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စအဋ္ဌိနာဥဒိစ္စဣတိကအနောတ္တပလို့ခေါ်တဲ့ကိလေသာမှန်သမျှ10ပါးတွေအလုံးကုန်သွားတဲ့ပုဂ္ဂိုလ်နော်ယန္နာဖြစ်သွားပြီဆိုလို့ရှိရင်ဘာကိလေသာမှမရှိတော့ဘူးသူမှစိတ်ညစ်စရာမရှိတော့ဘူးဝမ်းနည်းစရာမရှိတော့ဘူးလိုချင်စရာမရှိတော့ဘူးဒေါသဖြစ်စရာမရှိတော့ဘူးမသိလို့တိုးဝေမောဟမိုင်မားတာတွေမဖြစ်တော့ဘူးနော်အဲ့ဒီ9နှစ်ရွယ်ဓမ္မရုစီယဆိုတဲ့တာမဏေလေးဟာတဲ့အဲ့ဒီနှစ်မှာပဲယန္နာဖြစ်သွားတယ်ဒါပြန်ကြည့်မယ်ဆိုလို့ရှိရင်လူတစ်ယောက်မှာစဉ်းစားကြည့်နော်အဲ့ဒီလွန်ခဲ့တဲ့4သိန်းနဲ့ကဘာတသိန်းကာလထက်ကမေဃဆိုတဲ့တထေသားဟာသူဟာယန္နာဖြစ်မယ်ဆိုပြီးတော့စုပန်ပြီးတော့ဓမ္မိကတောင်မှာသူမိသားရှင်သေးဖះလောင်းတဲ့သူတို့ကောင်းမှုကုသိုလ်တွေတရားတွေမကျင့်ခဲ့ဘူးလားကျင့်ခဲ့တယ်သူတို့တက်ဆွမ်းသမျှဒါနတွေမပြုခဲ့ဘူးလားပြုခဲ့တယ်တက်ဆွမ်းသမျှဒါနတွေပြုခဲ့တယ်တရားတွေကျင့်ခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကအဲ့ဒီဘဝမှာအကျိုးပေးရလားအကျိုးမပေးဘူးအဲ့ဒီဘဝမှာအဲ့ဒီဘဝမှာအကျိုးပေးရလားမပေးဘူးအဲ့ဒီဘဝမှာသူ့အမေကိုတတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝကနေအဲ့ဒီဘဝကနေသေပြီးတော့ငရဲကြမသွားဘူးလားကြားသွားတယ်ဒါဆိုလို့ရှိရင်စဉ်းစားစရာရှိတာပေါ့တချို့သူတွေကဒီမေဃဆိုတဲ့လူလင်ကယသိဝေပြီးတော့တောထဲမှာတရားတွေသွားပြီးတော့ကျင့်ကြံကြိုးကိုပွားများအားထုတ်နေတာဒီလောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကကောင်းကျိုးမပေးတော့ဘူးလားလို့မေးကြမရှိဘူးလားရှိတယ်နော်အဲ့တော့လူတယောက်မှာဆိုလို့ရှိရင်ကုသိုလ်ရောအကုသိုလ်ရောဆိုပြီးရောရှိမနေဘူးလားလူတိုင်းမှာကုသိုလ်တွေလည်းရှိသလိုအကုသိုလ်တွေလည်းရှိတယ်အဲ့တော့ကုသိုလ်ကကောင်းတဲ့ကျိုးကိုပေးမယ်အကုသိုလ်ကမကောင်းတဲ့ကျိုးကိုပေးမယ်အဲ့လိုမျိုးကောင်းတဲ့အကျိုးမကောင်းတဲ့အကျိုးကိုပေးတဲ့ချိန်မှာအလဲကျအကျိုးပေးတာနော်အဲ့တော့ကံတရားတွေကမဆန်းကျင်ဘူးလားကံတရားတွေကအင်မတန်မှဆန်းကျင်တဲ့ဒီကံတရားတွေရဲ့အကြောင်းကိုလေ့လာမယ်ဆိုလို့ရှိရင်အင်မတန်မှလေ့လာဖို့ကောင်းတယ်နော်အဲ့တော့ဆောနာကပြောခဲ့တဲ့ဒီတိရိတ္တမသောကမင်းကြီးတို့ဆိုလို့ရှိရင်ရေတွင်းပေါင်း7400ရေကန်ပေါင်း7400ဖျားစီဒီပထိုးပေါင်း7400ဆိုပြီးတော့တီခဲ့တန်းခဲ့လှူဒန်းခဲ့တဲ့သာသနာပြုမင်းကြီးတွေတည်သွားတော့ကောင်းရာသူဂတိကိုမရောက်ဖက်နဲ့တပကြီးမွေကြီးဖြစ်သွားတယ်ဆိုတော့အဲ့ဒီဘဝမှာပြုလုပ်ခဲ့တဲ့ရေတွင်းပေါင်း7400ရေကန်ပေါင်း7400ဘုရားသေဒီပထိုးပေါင်း7400လို့ခေါ်တဲ့ဒီကုသိုလ်ကောင်းမှုတွေကဘယ်ရောက်သွားပြီလဲဒါဆိုရင်ဒီကုသိုလ်ကောင်းမှုတွေပြုခဲ့တာအလကားဖြစ်မသွားဘူးလားဒါမျိုးထင်ရမရှိဘူးလားရှိတယ်နော်ဒါပေမဲ့ကုသိုလ်ကံအကုသိုလ်ကံဆိုတာက
ကုသိုလ်ကံကကောင်းတဲ့အကျိုးကိုပေးတယ်အကုသိုလ်ကံကမကောင်းတဲ့အကျိုးကိုပေးတယ်ဆိုပေမဲ့သူတို့ကအလှည့်ကျအကျိုးပေးတာဘယ်လိုအလှည့်ကျအကျိုးပေးလဲဆိုတော့ဦးဇင်းတို့ဥပမာတစ်ခုပြောပြမယ်နွားခြံထဲမှာနွားခြံထဲကိုနွားတွေသွင်းတဲ့အခါနွားခြံကပေါက်ကအကောင်100လောက်ဆက်တဲ့နွားခြံကြီးတဲကိုအပေါက်ကလေးကကျဉ်းလေးပဲ2ကောင်3ကောင်လောက်ပဲဝင်ဆက်တဲ့အပေါက်ကလေးကနေနွားတွေသွင်းတဲ့အခါမှာနွားတွေက1ကောင်2ကောင်ချင်းမဝင်ရဘူးလားဝင်ရတယ်အဲ့ဒါလို့နွားခြံထဲကိုနွားတွေဝင်တဲ့အခါမှာအကောင်ပေါင်းတဲ့နွားတွေနွားငယ်ရွယ်ပြိုမြင့်တဲ့နွားတွေကတိုးကြခွေးကြရင်ရှိကနေဝင်သွားတော့အမကောင်းတဲ့နောက်ဆုံးနွားအိုကြီးတွေကနောက်ဆုံးကမကြံခဲ့ဘူးလားအဲ့ဒါလို့နွားအိုကြီးတွေကနောက်ဆုံးကကြံခဲ့တော့နောက်ဆုံးခြံထဲကိုလည်းတကားပိတ်ရောနွားအိုကြီးတွေကနောက်ဆုံးမှဝင်တာဖြစ်တဲ့အတွက်အဲ့ဒီနွားအိုကြီးတွေကခြံဘဝနာမှာမနေရဘူးလားနေရတယ်အဲ့ဒါလိုမျိုးခြံဘဝနာမှာနေရတဲ့အတွက်ဒီနွားတွေကိုခြံထဲကနေပြန်ထုတ်တော့မယ်ဆိုလို့ပြီးတော့ခြံပေါက်ကိုဖွင့်လိုက်တဲ့အခါမှာဘယ်နွားကအရင်ထွက်ရတော့နွားအိုကြီးတွေကအရင်ထွက်ရတယ်အဲ့ဒါလိုပဲနော်ဦးဇင်းတို့နော်အဲ့တော့နွားအိုကြီးတွေကအရင်ထွက်ရတယ်အဲ့ဒါလိုပဲလူဘဝမှာအကျိုးပေးတဲ့အခါမှာဆိုလို့ရှိရင်လေတေဂာနိကာလမှာပြုလုပ်တဲ့ကံကအင်မတန်မှအကျိုးပေးစမ်းကြယ်တယ်အကျိုးပေးကြီးတယ်နော်ဒါကြောင့်မလို့လူဘဝမှာဘလို့ကုသိုလ်ကောင်းမှုတွေဘလို့အကုသိုလ်တွေပဲပြုခဲ့လူတွေဟာတေဂာနိကာလတက်ထွက်တော့မယ်ဒီပုဂ္ဂိုလ်ဟာအသက်တင်ငင်နေပြီဆိုတာကိုသိရင်ကြံရဲ့သူမိဘတွေသားသမီးတွေကဘေးနားမှာတရားခွေတွေဖွင့်ပေးတာမျိုးတွေမလုပ်ဘူးလားတရားခွေတွေဖွင့်ပေးတာတွေနောက်ပြီးတော့ဘေးပဋ္ဌာန်းတွေဖွင့်ပေးတာတွေရွတ်ပေးတာတွေအတိမိတ်ဆွေဘုန်းကြီးရန်တန်ဃာတွေကိုပင်ပြီးတော့တရားဓမ္မနာယူတာတွေဒါမျိုးတွေမလုပ်ဘူးလားလုပ်တယ်နော်တကယ်တော့ဒါတေဂာနိကာလမှာပြုလုပ်တဲ့အကုသိုလ်ကံလေးဟာနောက်ဘဝမှာပြန်ပြီးတော့စောစီးစီးများအကျိုးပေးမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့အလုပ်လုပ်တာတကယ်တော့လူဘဝမှာကုသိုလ်လုပ်တယ်ဆိုတာဟာတေဂာနိကာလရောက်မှလုပ်ရမှာဟုတ်ရဲ့လားမဟုတ်ဘူးနော်တေဂာနိကာလရောက်မှလုပ်ရမှာမဟုတ်ဘူးကုသိုလ်ကောင်းမှုဆိုတာကအချိန်မရွေးလုပ်နေရမှာဖြစ်တယ်နော်ချိန်မရွေးလုပ်နေရမှာဖြစ်တယ်အဲဒါမလို့ရေမျောသမားပုဂ္ဂိုလ်9ယောက်ဆိုတဲ့စကားနဲ့ပြန်ဆက်လိုက်မယ်ဆိုရင်သောနာပြောခဲ့တဲ့ဓမ္မရုစီယဆိုတဲ့9နှစ်အရွယ်ကိုရင်လေးဟာ9နှစ်အရွယ်တဲ့နဲ့ယဟန္တာဖြစ်မသွားဘူးလားဖြစ်သွားတယ်မြတ်စွာဘုရားရှင်ကလည်းသူမေတာရှင်အသိမှသည်လေးတင်ခြင်းနဲ့ကဘာတသိန်းကာလာပြီးတော့ဘောရမဆိုတဲ့မြတ်စွာဘုရားဖြစ်လာတယ်အဲ့တော့သောနာကတရားအစကိုပြန်ကောက်မယ်ဆိုရင်မနေ့စောစီဝေလီဝေလင်းမှာ9နှစ်အရွယ်ကိုရင်လေးကမြတ်စွာဘုရားရှင်သတင်းသုံးတဲ့ဒီကဏ္ဍကုတိတိုက်တကားကိုလာခောက်ပြီးတော့မြတ်စွာဘုရားရှင်ထံဝင်မြတ်စွာဘုရားရှင်ကိုယုံသိမြတ်နှုတ်လဲအောင်မို့ပြီးတော့ရှ िख ိုးပြီးတော့မြတ်စွာဘုရားရှင်ကိုလျှောက်တယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ဟာတန်တရာအစမရှင်ဘုရားနဲ့အတူတကွပေါင်းဖော်ဆောင်ဖက်ခဲ့ပါတယ်တန်တရာရဲ့အလယ်မှာတပည့်တော်နဲ့ရှင်ဘုရားအကြာကြီးကွဲသွားလိုက်ပြီးတော့တပည့်တော်တို့ဟာတန်တရာရဲ့အဆုံးဘဝရဲ့အဆုံးရောက်မှရှင်ဘုရားနဲ့တပည့်တော်တို့ပြန်တွေ့ခွင့်ရလိုက်တာဘုရားဆိုတော့ဒီမေဃရဲ့အကြောင်းအရာလေးဟာဒီဓမ္မဓာရုဓမ္မရုစီယလို့ခေါ်တဲ့တာမဏေဖြစ်လာတဲ့ဒီမေဃဆိုတဲ့တထေသာလူလင်ဟာမကောင်းမှုအကုသိုလ်ကံတွေကိုလှုပ်ပြီးတော့မြုပ်သွားလိုက်တာတဲ့မြုပ်သွားလိုက်တာကြောက်စရာမကောင်းဘူးလားဘလောက်တောင်ကြာသွားလဲဆိုရင်လေးသိန်းချီနဲ့ကဘာတသိန်းကြာသွားတာဖြစ်တဲ့အတွက်သူဟာမျောခြင်းမျောပါစေမမြုပ်ပါစေနဲ့ဆိုတော့နော်ဦးဇင်းတို့ဒီတန်ត្រာကြီးထဲမှာကျင်လဲတဲ့ခါမှာငဲရလိမ့်ဆန်ပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပါးမှာကြားနေတဲ့ပုံကိုယ်တွေဟာအောက်မှာမြုပ်နေတဲ့ပုံကိုယ်တွေနော်အောက်မှာမြုပ်နေတဲ့ပုံကိုယ်တွေဦးဇင်းတို့ကတော့အပေါ်မှာလူပြေနတ်ပြေယမပြေဆိုပြီးဦးဇင်းတို့လည်းမြုပ်နေတာမဟုတ်ပေမဲ့မျောနေတဲ့ပုံကိုယ်တွေမျောနေတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ဦးဇင်းတို့အတွက်စိတ်ချရရဲ့လားအိမ်မချရဘူးမကောင်းမှုအကုသိုလ်တွေများလှုပ်တာအာကြီးသွားလို့ရှိရင်ကံမကောင်းလို့ရှိရင်ငဲလိမ့်ဆန်ပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပုံကိုပြန်ပြီးတော့ချက်ချင်းရောက်မှာပဲအဲကြောင့်မလို့ငဲလိမ့်ဆန်ပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပုံဟာဒီတရားဝါတွေအတွက်ဆိုလို့ရှိရင်ဘာနဲ့တူတယ်လဲဆိုရင်ကိုယ်ပိုင်အင်ကြီးနဲ့တူတယ်ဘာနဲ့တူတော့ကိုယ်ပိုင်အင်ကြီးလိုပဲအဲ့တဲ့တယောက်ဟာဘေးကိုဘလောက်ပဲလူတယောက်ဟာဘလောက်ပဲဘေးကိုခရီးတွေသွားအချိန်တန်တဲ့ခါကိုယ့်အိမ်ကိုပြန်မလာရဘူးလားပြန်လာရတယ်တရားဝါတွေအတွက်ငဲလိမ့်ဆန်ပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပုံကြီးဟာကိုယ်ပိုင်အင်ကြီးလိုပဲအချိန်တန်တော့မပြန်ရဘူးလားချိန်တန်တော့ပြန်ရမှာဒါပေမဲ့ခုကကုသိုလ်ကောင်းမှုတွေကြောင့်ဦးဇင်းတို့လူဘဝကိုရောက်မနေဘူးလားရောက်နေတဲ့ကုသိုလ်ကောင်းမှုကြောင့်လူဘဝကိုရောက်နေခြင်းဟာမျောနေတာလားမြုပ်နေတာလားမျောနေတာဖြစ်တဲ့အတွက်ဦးဇင်းတို့အတွက်ဘဝမှာအာမခံချက်ရှိရဲ့လားမရှိသေးဘူးဘဝမှာအာမခံချက်မရှိသေးဘူးနော်အဲ့တော့နိဗ္ဗာန်ဝင်နိုင်မှသာလျှင်ဘဝမှာအာမခံချက်ရှိမှာ
အဲ့တော့ဘဝမှာကုသိုလ်ကောင်းမှုတွေနဲ့ပဲနိဗ္ဗာန်ကိုသွားရမှာဘယ်လိုကုသိုလ်ကောင်းမှုလဲဆိုရင်ဘာဝနာကုသိုလ်ကောင်းမှုပြုမှသာလျှင်နိဗ္ဗာန်ကိုရောက်နိုင်မှာနော်ဒါနကုသိုလ်လောက်နဲ့ရောင်ရဲနေလို့ရရဲ့လားသီလကုသိုလ်လောက်နဲ့ရောင်ရဲနေလို့ရရဲ့လားဘာဝနာကုသိုလ်ကောင်းမှုမှသာလျှင်ကိုယ့်အတွက်ဘဝမှာအာမခံချက်ရှိတာနော်ဒါမလို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဒီလဲနိဗ္ဗာန်မရသေးဘူးဆိုလို့ရှိရင်တောင်းမှတန်ត្រာထဲမှာကျင်းလဲရအောင်မယ်ဆိုရင်မျောခြင်းရင်တော့မျောပါစေမမြုပ်ပါစေနဲ့မြုပ်ရင်အင်မတန်မှကြောက်ဖို့မကောင်းဘူးလားကောင်းပါတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားခဲ့တဲ့ဒီဓမ္မရုစီယဆိုတဲ့မထေဓမ္မရုစီယဆိုတဲ့9နှစ်အရွယ်ယန္တာမထေလေးကိုအကြောင်းပြုပြီးတော့ဟောကြားထားခဲ့တဲ့ဤမျောခြင်းမျောပါစေမမြုပ်ပါစေနဲ့တရားဒေသနာတော်ကိုယာနာပရိသတ်ပေါင်းသူတော်ကောင်းတို့အတွက်အကျိုးလိုလား၍ဟောကြားလိုက်ရပါပေ၏ဤသို့ဟောကြားလိုက်ရသောဓမ္မဒါနကုသိုလ်တို့ကြောင့်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်သိရှိခြင်းစင်လာခြင်းချမ်းသာခြင်းမရသေးသောယာတုဂုဏ်သိခြင်းဥစ္စာတို့ကိုရရှိပြီးတကလားကောင်းစွာဤသည်နှုတ်ထနိုင်ပြီးတော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်လို့ခေါ်တဲ့ကုသိုလ်၃မျိုးကိုစုံလင်အောင်ပြုလုပ်နိုင်ကြပြီးတော့တန်ត្រာမှာမမြုပ်ဖက်နဲ့မျောခြင်းရင်တော့မျောတန်ត្រာကနေဆုံးတဲ့အခါမှာဒုက္ခခတ်သိမ်းချုပ်ငြိမ်းတဲ့နိဗ္ဗာန်မဲ့ဖို့ရတုတုနဲ့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောသူတော်စင်တရားဓမ္မကောင်းများဖြစ်နိုင်ကြပါစေကုန်သတည်းခန္ဓာအစီအစဉ်ရာဆရာတော်ဘုရားအားကပိယကာရကမှာတဆင်နဝကာမစက္ကလှူဒန်းခြင်းစီစဉ်ပဲဖြစ်ပါတယ်ဗျာယေရှုကြီးမြတ်လာပါတော့ဆရာတော်အရှင်သူမြတ်ဗျာဘုရားတပည့်တော်မှာခြေတော်ဥခတ်၍လျှောက်ထားအပ်ပါ၏ဗျာထိုင်းနိုင်ငံဧကချိုင်ဗန်းမောမိသားစုများမှဥဆောင်၍စီရင်ကျင်းပပြုလို့အပ်သောဒုတိယအကြိမ်မြောက်စုပေါင်းဝါဆိုသင်္ကန်းစက္ကလှူဒန်းပူဇော်ပွဲနှင့်ထေရဝါဒဓမ္မပူဇာသဖြင့်မှသာသနာတော်နှင့်အဆက်သောပစ္စည်းလေးပါးအားလှူဒန်းခွင့်ပြုတော်မူပါဆရာတော်အရှင်သူမြတ်ဗျာသာသနာတော်နှင့်အဆက်သော36,900 ဘတ်မှဖြစ်ပေါ်လာသောပစ္စည်းလေးပါးအလှူကိုအလုံးသောအလှူရှင်များ၏ကိုစားဗန်းမောဤကချိုင်မိသားစုများ၏တာဝန်ခံအထွေထွေဝေယဝိဆအကျိုးတော်ဆောင်ဖြစ်တဲ့ကျွန်တော်တို့နှမငယ်မခင်တန်ဝင်းမှအလုံး၏ကိုစားတက်ရောက်၍ရိုသေစွာစက္ကလူတန်းပေးပါရန်ဖိမှန်ကပြုပါတယ်ထိုပစ္စည်းလေးပါးလူကိုဆရာတော်ဘုရား၏ကပ္ပိယမှလက်ခံပေးပါရန်လေးလေးစားစားမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ခင်ဗျာကပ္ပိယလို့ပြလိုက်နော်ခဏရအားလုံးမှညီညီညာလေးတာဓုခေါ်သာဓုသာဓုသာဓုကျွန်တော်တို့နှမငယ်မခင်တမ်းဝင်းနဲ့တကွဤကချိုင်ပန်းမောမိသားစုများမှာစုပေါင်းပြီးစက္ကလူတန်းပြီးစီးသည့်နောက်ပေါ့နော်တူးချင်းစေနာရှင်များမှာစက္ကလူတဲ့ပုဂ္ဂိုလ်ရှိရင်လေကျွန်တော်တို့စက္ကခွင့်ပြုပါတယ်နော်တကယ်လို့ရှိခဲ့ရင်ပေါ့နော်မကလိုက်ကြတဲ့ပုဂ္ဂိုလ်တွေစိတ်စေတနာအခုမှပြစ္ဆုတ်ပန်ထားပြီးတော့ကတ်ချင်တဲ့စေနာပေါ်ရင်လွတ်လပ်စွာကတ်လို့ရပါတယ်တကယ်လို့ကျွန်တော်တို့အစီအစဉ်ကဒီခန္ဓာနဲ့ပဲပြီးပြီဆိုရင်တော့ရေစက်ချခြင်းအစီအစဉ်ကိုဆောင်ရွက်မှာဖြစ်ပါတယ်။တော့အရှင်သူမြတ်ဖရာတပည့်တော်မတို့ဤယနေ့ယခုလှူဒန်းခဲ့ပြီးသောဒါနကုသိုလ်စောင့်တည်ခဲ့ပြီးသောသီလကုသိုလ်တော်တို့နှင့်အတူနာယုမတာပွားများခဲ့ပြီးသောဘာဝနာကုသိုလ်အပါဝင်ကုသိုလ်ပေါင်းကောင်းမှုအစုစုတို့ကိုရေစက်သွင်းချအမျှဝေခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ဗျာ။ဘုရားမှာဥဆောင်၍ရေစက်ချခြင်းအစီအစဉ်အားဆောင်ခြင်းပေးနိုင်ပါရန်ယုသေးစွာဖြင့်တောင်းပန်လျှောက်ထားအပ်ပါတယ်ဗျာအလုံးဒီလိုညာတို့တံပြိုင်ဆိုကြမယ်နော်ဤသို့ပြုရာမြတ်ပုံညာကိုကြည်ထားမြင်ခေါင်မြတ်မို့တောင်ဟုမကာကျူသာကျေးဇူးအရှင်မွေမိခင်နှင့်သာခင်တို့အားရာညာပါစေအမြဝေဤမသွေနှိစ္စဤကာယကိုစောင့်ထားပေတတ်ကိုဆောင်နဲ့လဲမလက်စေရပေဝေငါဤမိတ္တဆွေညာစ
ရာသမားဘောဝါကသယမယာဇာဒေဝယခအိန္ဒဘုံမအာကာသနအထုမ၍မပြတ်ပုံညကုသလာကိုရကြပါစေပေငါဝေဤသဗ္ဗေတ္တံတတ္တဝါဟုနာနာလောကအနန္တတွင်မပြတ်စင်ကတတ္တဝါသဘုံကိုဝါနှင့်ဝိညာဏတိထိတည်ရှိ9ပါးများစွာလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝိနေယအားအမြကုသိုလ်ပေးဝေလိုဤထိုကုသလဤပုံညာကိုအမြရကြသည်ဖြစ်စေသောဝတ္တုံတရေဤမြေပန်သူဤလာဓုလည်းတသေမှု၌တည်စေသောအာလုံးကြာကြသမျှအမြယူတော်မူရပါကုန်လောသာဓုသာဓုသာဓုအာလုံးယူတော်မူရပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြသမျှအမြယူတော်မူရပါကုန်လောသာဓုသာဓုသာဓုနောက်ဆုံးအစီအစဉ်အရဧကချိုင်ဗံမောမိသားစုများ၏ဒုတိယကြိမ်မြောက်စုပေါင်းဝါသိုသင်္ကန်းဆက်ကပ်လူဒန်းပူဇော်ပွဲကြီးပြီးစီးအောင်မြင်ခြင်းအားသုံးရက်သာသနာအိန္ဒိယမှာကြာကြာတည်တတ်နိုင်ဖို့ရာရည်စိတ်တန်၍ဘုရားသာသနာစိရန်တိတ်တုတံပြန်ညီညာစွာသုံးကျင်ရွတ်ဆို၍ခန္ဓာတော်ကြီးအားအောင်မြင်စွာကျွန်တော်တို့ဒီကုန်းကံပတ်အဆုံးသက်ကြဖို့အတွက်ကိုရွတ်ဆိုပူဇော်လိုက်ကြရအောင်ဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုသာ